လူတိုင်းဟာစိတ်ရှိကြတယ်စိတ်ဆိုတဲ့သဘောတရားဟာလူတိုင်းပိုင်ဆိုင်တဲ့သဘောတရားထိုလူတိုင်းပိုင်ဆိုင်တဲ့သဘောတရားကိုလူတိုင်းဟာပိုင်နိုင်ကြရလားလို့ဆိုဆိုင်တာမပိုင်ကြဘူးနော်စိတ်သွားတိုင်းကိုပါလူရဆန္ဒပြည့်ရစေနဲ့ဆုတောင်းကြစိတ်နဲ့ပတ်သက်ပြီးတော့လောကမှာလူတွေပြောကြတယ်စိတ်ထောင်းတော့ကိုကြည်တယ်တဲ့ဟုတ်ကဲ့လားစိတ်ကြူတော့ကိုလူတယ်တဲ့စိတ်နဲ့ပတ်သက်ပြီးတော့ပြောကြတာစိတ်ဆိုတာမိမိရဲ့တဏ္ဍာမှာဖြစ်တဲ့မွေးရာပါသဘာဝတစ်ခုပဲသို့တော်လည်းဘုန်းကြီးတို့တရားကျင့်ခင်တော်ခင်ပြိဋ္ဌာတို့ကိုယ်ပိုင်တဲ့စိတ်ကိုယ်တဏ္ဍာမှာရှိတဲ့စိတ်ကိုခိုင်းတိုင်းရရလားလို့ဆိုလို့မရဘူးလူတွေကစိတ်နောက်လိုက်နေကြရတယ်စိတ်ကကိုယ်နောက်မလိုက်ဘူးစိတ်ဖြစ်ခြင်းရာကိုလူကလိုက်ပြီးလုပ်နေကြရတယ်နော်ကိုယ်ဖြစ်ခြင်းနာကိုစိတ်ကမဖြစ်ဘူးအဲ့တော့ဘုန်းကြီးတို့စာပေမှာဘုရားမြတ်စွာကစိတ်တဝတိကေနနာဘဝိတဗံစိတ်တဝတိကေနစိတ်ကိုအလိုလိုက်ပြီးနာဘဝိတဗံမဖြစ်တဲ့မှာစိတ်အလိုမလိုက်ကြနဲ့စိတ်တစိတ်ကိုအတနောမိမိဝတ္တေအလိုတိုင်းဝတ္တိတဗံဖြစ်စေကြရမည်စိတ်ကိုယ်သာကိုယ်အလိုတိုင်းဖြစ်စေရမယ်စိတ်နောက်လိုက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာဆင်းရဲဒုက္ခနဲ့တုံ့တွေ့ကြရတယ်နော်အဲ့တော့ဒီစိတ်ကလေးအကြောင်းကိုပိုင်နိုင်ဘုန်းကြီးတို့သိဖို့အမတန်မှလိုအပ်ပါတယ်ငရဲချတာလည်းဒီစိတ်ကြောင့်ပဲနိဗ္ဗာန်ရောက်တာလည်းဒီစိတ်ကြောင့်ပဲစိတ်ကိုနိုင်လို့ရှိရင်ထိုစိတ်ကလေးကိုနိုင်လိုက်တာနဲ့တကြိုင်နဲ့ဒီပုဂ္ဂိုလ်ဟာတန်တရားဝဆဲကနေလို့ပြီးတော့တန်တိဒုက္ခသာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ရတယ်စိတ်တလုံးကိုမနိုင်တော့ဘူးဆိုလို့ရှိရင်တန်တရားထဲမှာအပယ်ဆင်းရဲကြည့်အောင်နေမွန်းကြရတယ်တဲ့ဒီစိတ်ကလေးပဲဟုတ်ကဲ့အဲ့တော့ဒီစိတ်ကလေးကဘုန်းကြီးတို့ဒီဓမ္မတဘာဝနဲ့ပြောကြရအောင်စိတ်ဆိုတာပါဠိစကားလုံးကရထားတဲ့မြန်မာစကားလုံးတစ်ခုပါဠိလိုအပြည့်အဝကြတော့စိတ်တာလို့ဘယ်လိုပြေဝဘယ်လိုမှတ်စိတ်တာဆိုတဲ့စကားလုံးကိုဘုရားဘာသာကိုစတင်လေ့လာကြတဲ့ရှေးပညာရှင်မြန်မာပညာရှိဆရာတော်ကြီးများကဘာသာမပြန်တော့ပဲနဲ့စိတ်ဓာတ်ကိုစိတ်လို့ဒီလိုခေါ်လိုက်တော့အားလုံးဟာယဉ်မှီဝင်ဆန့်ပြီးသားဖြစ်နေတယ်လူတိုင်းအရက်ထဲမှာကလေးကစပြီးတော့ငါစိတ်လာမဆန်းနဲ့တော့ငါကစိတ်ဆိုးတတ်တယ်သူကစိတ်ကောင်းရှိတယ်သူကစိတ်ကောင်းမရှိဘူးနဲ့ဆိုပြီးတော့စိတ်အကြောင်းလေးတင်ပြောနေကြတာမဟုတ်လားအဲ့ဒီနေ့စဉ်ပြောနေတဲ့စိတ်အကြောင်းကိုသိသလားလို့ဆိုတော့မသိကြဘူးဂဂနန္ဒသိဖို့လိုအပ်ပါတယ်တဲ့အဲ့တော့စိတ်တဆိုတာဘာကြောင့်စိတ်လို့ခေါ်ရတယ်လဲအာရမဏစိတ်တွေးတိစိတ်တံအာရမဏအာယုံကိုစိတ်တွေးတိကြံတိတိုင်းဣတိတသမထိုကြောင့်စိတ်တံစိတ်ကြည်ပါပေတော့ဤအာယုံကိုရအောင်ခြံယူတတ်သိတတ်သောကြောင့်စိတ်လို့ခေါ်ပါတယ်တဲ့ဒါစိတ်ရဲ့အဓိပ္ပာယ်ကိုမှတ်ထားဖို့လားနော်အာရမဏဝိသန္ဒနာလက္ခဏာစိတ်တံစိတ်တံလူရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ဆိုတဲ့သဘာဝတရားတွေအာရမဏဝိသန္ဒနာအာယုံကိုသိတတ်တဲ့လက္ခဏာသဘာဝလက္ခဏာရှိပါပေတော့စိတ်ဆိုတာအာယုံတွေကိုရယူပြီးထိုအာယုံကိုသိတတ်တဲ့သဘောလေးကိုစိတ်လို့ခေါ်ပါတယ်မျက်စိကအသင်အာယုံကိုမြင်တဲ့အခါမှာမြင်ပြီးစိတ်ကလေးပေါ်တယ်ဟုတ်ကဲ့လားနေ့စဉ်နဲ့အမျှမိမိမျက်လုံးထဲမှာမြင်လာတာကိုမသိကြဘူးလားသိတယ်အဖြူမြင်အဖြူလို့သိတယ်အမဲမြင်တယ်လို့သိတယ်စိတ်ကသိမြင်တဲ့အာယုံကိုအမိပြုပြီးတော့စိတ်ကလေးတွေဖြစ်နားကအတန်ကိုကြားလို့ရှိရင်ကြားသိတဲ့စိတ်တွေဖြစ်တယ်နှာခေါင်းကအနံ့ကိုရရင်နံသိတဲ့စိတ်ဖြစ်တယ်လျှာကအယောဂါကိုလျက်တဲ့အခါမှာလျက်သည့်စိတ်ဖြစ်တယ်တဲ့ခန္ဓာကိုယ်ကတစ်ခုနဲ့ထိတွေ့တဲ့အခါမှာထိတိဆိုတဲ့စိတ်ဖြစ်တယ်မျက်စိကလည်းမြင်တာမဟုတ်နားကလည်းကြားတာမဟုတ်နှာခေါင်းကလည်းအနံ့ရတာမဟုတ်လျှာကလည်းအရသာတွေ့တာမဟုတ်ခန္ဓာကိုယ်နဲ့လည်းထိတာမဟုတ်
စိတ်တက်တက်နဲ့စိတ်ကူးပြီးတော့ရောအာယုံကိုမသိနိုင်ဘူးလားသိတယ်အဲ့ဒါတစ်ခုအားလုံးပေါင်းလိုက်တဲ့အခါကျတော့မျက်စိနဲ့သိတာကအရူပယုံနားနဲ့ကြားတာကတတ္ထာယုံအသင်အာယုံအတန်အာယုံအနတ်အာယုံအယတာအာယုံအတွေ့အထိအာယုံဓမ္မအာယုံလို့ကြံတဲ့သဘာဝအာယုံအဲ့ဒါတွေကိုဆိုင်ရာဘုန်းကြီးတို့တဏ္ဍာမှာရှိတဲ့စိတ်ကလေးနဲ့သိနေကြအဲ့ဒါကြောင့်မို့လို့အာယုန်တွေကိုသိတတ်တဲ့သဘာဝတရားဖြစ်တော့စိတ်ကိုခေါ်တာပါအဲ့လိုအာယုန်ကိုသိနေတဲ့စိတ်ကလေးဟာသူ့ကြီးဖြစ်သလားလို့ဆိုတော့သူ့ကြီးမဖြစ်ဘူးထိုစိတ်ပေါ်မှာနှီးပြီးတော့နေတဲ့စေတသိက်တွေနဲ့တွဲပြီးတော့ဖြစ်တယ်စိတ်ရဲ့စေတသိက်ရဲ့ဒီနှစ်ခုခွဲပြီးတော့မှတ်ဖို့လိုအပ်တယ်နော်ဘုန်းကြီးအခုဟောနေတဲ့တရားဟာအဘိဓမ္မာသဘာဝတရားပါပဲသို့တော်လည်းဘုန်းကြီးတို့တရားကျင့်ခင်သူတော်စင်ပြိဿတ်တို့ကဒီတရားဟာသိလေးနဲ့တော့တို့လက်လန်းပြီးမှမဟုတ်ပါဘူးလို့မအောင်မေ့နဲ့ဘုရားကျမ်းစာဟောတဲ့အဘိဓမ္မာဆိုတာလူတွေရဲ့တဏ္ဍာမှာရှိတဲ့တရားတွေကိုဟောထားတာနော်လူတွေမှာမရှိတဲ့တရားကိုလှမ်းပြီးတော့ဟောတာမဟုတ်ဘူးဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေတရားချက်ခင်သူတော်စင်ပြိဿတ်တို့ရဲ့တဏ္ဍာမှာရှိနိုင်တဲ့တွေ့နိုင်တဲ့သဘာဝတရားတွေကိုဟောတာအခုအာယုံကိုသိတဲ့စိတ်အားလုံးတွေ့ကြပြီနော်ထို့သောအာယုံမြင်သမျှအာယုံတွေကြားသမျှအာယုံတွေနှာခေါင်းကအနံ့ရသမျှအာယုံတွေအာယုံ၅ပါးအာယုံ6ပါးတွေမိမိတို့ဆိုင်ရာစိတ်ကလေးတွေနဲ့သိနေကြတယ်မသိတဲ့သူရဲ့လို့မရှိဘူးဟုတ်ကဲ့အဲ့ဒီအသိစိတ်ကလေးတွေပေါ်လာတယ်အဲ့ဒီအသိစိတ်လေးတွေကိုပဲစိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီစိတ်ကလေးတွေဟာသူ့ကြည့်ဖြစ်သလားလို့ဆိုတော့စေတသိက်တွေနဲ့ရှင်တွဲပြီးတော့မှဖြစ်တယ်စေတသိက်ဆိုတာကစေတသိက်ဘဝစေတသိက်ကံစေတသိက်မိမိရဲ့စိတ်ထဲမှာဘဝဖြစ်ပေါ်လာတဲ့သဘာဝတရားတွေစေတသိက်ကမိမိရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားစိတ်ကလေးပေါ်လာလိုက်တာနဲ့တကြိုင်နဲ့စိတ်ထဲမှာဖြစ်တဲ့သဘာဝတရားတွေဟာလည်းရှင်တွဲပြီးတော့လာတယ်စိတ်တစ်လုံးလေးကြီးမဖြစ်ဘူးသူ့ရဲ့မိယာစေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်လာဆိုပါစို့ဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့စဉ်းစားပြီးတော့ကြည့်မျက်စိနဲ့မြင်ရတဲ့အာယုံလေးတစ်ခုကိုမျက်စိကမြင်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ဖြစ်လာအဲ့ဒါလိုမြင်သိစိတ်ဖြစ်လာတဲ့ဆိုရင်ဘာပေါ်လာသလဲဆိုရင်ထိုစိတ်နဲ့အတူရှင်တွဲပေါ်လာတာကဖတ္တာဆိုတာပေါ်လာဖတ္တာဆိုတာအာယုန်နဲ့စိတ်ကိုတွဲပြီးတဲ့သဘာဝတရားသူပြင်းထန်လာလို့ရှိရင်ဖတ္တာဆိုတာတကယ်ကတော့ရုပ်တရားလို့ထင်ထင်ရှားရှားအကောင်ထည်ရှိတဲ့အရာမဟုတ်ဘူးသို့တော့သူဖြစ်လာတာနဲ့တကြိုင်နဲ့စိတ်နဲ့အာယုန်ထိတွေ့မှုဟာပို့ပြီးတော့ထင်ရှားလာတယ်ဖတ္တပေါ်ပုံလေးကိုဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့သဘောပေါက်အောင်တစုံတယောက်ရဲ့ရှေ့မိမိတို့ရှေ့မှာတစုံတယောက်ကခိုးရှေ့မှာအပဒံချင်လာတဲ့တမယာသီးလျှောက်သီးတို့ကိုစားမယ်ဆိုလို့ရှိရင်ကြည့်နေတဲ့မိမိတို့တဏ္ဍာမှာဘာတွေဖြစ်လာနိုင်နော်အဲ့ဒါဖတ္တရဲ့ထိခိုက်မှုလို့ခေါ်တယ်ဟုတ်ကဲ့ဖတ္တရဲ့စာရိတ္တတွေမိမိရဲ့လျာထဲမှာဒီချင်းသီးဟာရောက်လာတာမဟုတ်ဘူးမျက်စိနဲ့မြင်ရုံမြင်တာလူတယောက်ကချင်းပေးဆိုတဲ့တံမယာသီးတို့ရှောင်းသီးတို့ဇီးကူသီးတို့စားနေတာနဲ့ကြည့်တဲ့လူဟာအလိုလိုသေရည်တများများဖြစ်လာတယ်ဒါဘုသူရဲ့စွမ်းရည်လဲဆိုဖတ္တရဲ့စွမ်းရည်ဖတ္တတွေပေါ်တာလို့ဒီလိုပြောတယ်နော်နောက်တနည်းအားဖြင့်ကြောက်တတ်တဲ့လူတယောက်တတိရှိတဲ့လူကအိမ်ခေါင်မိုးပေါ်တက်ပြီးတော့ရက်နေတယ်ကြောက်တတ်တဲ့လူတယောက်ကအလိုလိုကြောက်တုံးတုံဘုန်းကြီးတို့ဗမာစကားမှာနော်လှံပြားပစင်းနာတော့ခြေကန်းကခြေပါဆိုပစင်းလေးကလှံပြားနားနေလှံကိုအမတန်မှခြေကန်းကကြောက်တာကြောက်တော့အလိုတယောက်အဲ့ဒါချိပြီးတော့လှံပြားမှာပစင်းလေးနားနေတာကိုချိပြီးတော့ခြေကန်းကကြီးကန်းကအလိုတယောက်ကြောက်ခြေပါတယ်ဆိုတဲ့ဗမာစကားပုံရှိတယ်နော်ကြောက်တတ်တဲ့လူကကြောက်เสียအာယုံမြင်လို့ရှိရင်သူ့ကိုဘာမှမထိပဲနဲ့လူဟာတုံလှုပ်ပြီးတော့သွားတတ်တယ်တဲ့ကြက်သေးသေးသွားတယ်ဒါဘုသူရဲ့ထိခိုက်မှုလဲလို့ဆိုဖတ်တာရဲ့ထိခိုက်မှု
အဲ့ဒီဖတ်တာဆိုတဲ့သဘာဝတရားဘယ်မှာဖြစ်တာတော့ဆိုရင်ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေရဲ့စိတ်နဲ့ရှင်တွဲပြီးတော့လာတဲ့သဘောတရားပဲနော်အဲ့ဒါကိုစေတသိက်လို့ခေါ်တယ်ကဲအဲ့ဒါကိုလို့စိတ်ဖြစ်လာတဲ့အခါမှာထိတွေ့မှုဖတ်တာကလေးဝင်လာတယ်ဝင်လာတော့ဘာဖြစ်လဲကောင်းတဲ့အာယုံလေးနဲ့ထိတွေ့တဲ့အခါဝမ်းသာတယ်မကောင်းတဲ့အာယုံကိုမကြိုက်တဲ့အာယုံနဲ့ထိတွေ့လာလို့ရှင်မကျေနပ်တဲ့စိတ်တွေဖြစ်လာတယ်ကြိုက်မကြိုက်ဆိုတဲ့ခံစားမှုနှစ်ခုမပေါ်ဘူးလားအေးအဲ့ဒါပေါ်လာတာဝေဒနာလို့ခေါ်တယ်နော်ဘုန်းကြီးတို့အရာထဲမှာတော့ဝေဒနာဆိုတာယောဂဖြစ်မှဝေဒနာလို့ထင်နေကြတယ်ဝေဒနာဆိုတာပျော်တာလဲဝေဒနာပဲဘုန်းကြီးတို့စာပေမှာလာတဲ့ဝေဒနာဆိုတာအာယုံရဲ့အရာကိုခံစားမှုတဲ့ကောင်းရင်ကောင်းတယ်လို့ခံစားတယ်မကောင်းရင်မကောင်းတဲ့ဝေဒနာခံစားအာယုံကိုခံစားမှုကိုဝေဒနာလို့ခေါ်တယ်ယောဂကိုခေါ်တာမဟုတ်ဘူးပြီးတော့မှဝေဒနာကနော်ဝေဒနာကိုဘုန်းကြီးတို့ကျမ်းဂန်မှာအကျဉ်းအားဖြင့်၃မျိုးခွဲတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာလူတွေကအာယုံကိုမြင်ရလို့ကျေနပ်တယ်ဆိုလို့ရှိရင်စိတ်ထဲမှာချမ်းသာလာဒုက္ခဝေဒနာခန္ဓာကိုယ်နေလို့ထိုင်လို့သက်တောင့်သက်သာရှိလာတာဒုက္ခဝေဒနာမကောင်းတဲ့အာယုံမြင်လို့စိတ်ထဲကမကျေမနပ်တွေဖြစ်လာတယ်ဒုက္ခဝေဒနာခန္ဓာကိုယ်မှာလည်းပဲဆင်းရဲတာတွေ့လာတယ်ဒုက္ခဝေဒနာအဲ့ဒါလို့ဝေဒနာနှမျိုးထင်ထင်ရှားရှားပေါ်လာတဲ့အခါရှိတယ်လို့ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့ခံစားချက်ကလေးတွေရှိသေးတယ်အဲ့ဒါကိုအဒုက္ခမဒုက္ခဝေဒနာလို့ခေါ်တယ်ဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးအဲ့ဒီဝေဒနာမျိုးကတစ်မျိုးအဲ့ဒါလည်းပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တခါထပ်ပြီးတော့ခွဲတယ်ဒုက္ခဝေဒနာကိုပဲကာယကဒုက္ခစေတသိက်ကဒုက္ခခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ချမ်းသာမှုစိတ်နဲ့ပတ်သက်ပြီးတော့ချမ်းသာမှုလို့နှမျိုးထပ်ခွဲဒုက္ခကိုလည်းပဲကာယကဒုက္ခစေတသိက်ကဒုက္ခခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခလို့နှမျိုးထပ်ပြီးတော့ခွဲပြီးအဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာကြတော့ဥပိ္ပခလို့ခေါ်အဲ့ဒါလို့ခွဲလိုက်တဲ့အခါကျတော့ဝေဒနာ၅မျိုးရပြန်တယ်ဒါတွေလည်းဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ရဲ့ခန္ဓာမှာတွေ့နိုင်တဲ့တရားတွေကြီးပဲဟုတ်ပါလားကောင်းတဲ့အာယုံလေးမြင်တဲ့အခါစိတ်ကပျော်ပြီးတော့မသွားဘူးလားအဲ့ဒါကိုသောမနတဝေဒနာလို့မြတ်စွာဘုရားပြောဟောစိတ်ကလေးနဲ့ရှင်တွဲပြီးတော့သောမနတဝေဒနာဖြစ်လာပြီဆိုရင်လူတွေဟာတပြုံးပြုံးနဲ့နေကြနော်ပြုံးလိုက်ကြရဲလိုက်ကြမောလိုက်ကြဟောသောမနတဝေဒနာတွေပေါ်နေတဲ့အခါပြုံးနေကြတာပဲပြုံးကြတယ်ရဲကြတယ်မောကြတယ်ဒါသောမနတဝေဒနာဖြစ်လို့ဟောတခါတည်းကြတော့လေသူတွေကမပြုံးနိုင်ကြဘူးတဲ့ညနာအသင်ပြင်ပဲပြီးတော့ရှုပ်မဲ့ပဲဖြစ်နေကြဒေါမနတဝေဒနာလို့ခေါ်အဲ့ဒီအခါမျိုးရောမကြုံရဘူးလားစိတ်ဆင်းရဲလိုက်တာနဲ့အတ္တကကိုကြီးလာအောင်ဒေါမနတတွေဖြစ်ဟုတ်ကဲ့စိတ်ဆင်းရဲလိုက်တာစိတ်ဆင်းရဲတာဆိုတာတခါတည်းကြတော့ကိုယ်ဆင်းရဲတာကိုအကြောင်းပြဆိုတော့အေးမိလို့ဖြစ်စေတစုံတစ်ခုသောအကြောင်းကြောင့်ဖြစ်စေခေါင်းကိုက်တယ်သွားကိုက်တယ်နားကိုက်တယ်ဟောကာယကဒုက္ခခေါင်းကိုက်နားကိုက်သွားကိုက်တဲ့ကာယကဒုက္ခလို့ဆိုတဲ့ဒုက္ခဝေဒနာပေါ်တဲ့နောက်မှာဖြစ်ရလေခြင်းဆိုတဲ့စိတ်ညစ်တဲ့ဒေါမနတမပေါ်ဘူးလားအေးအရာထဲမှာပြောတာစိတ်ညစ်လိုက်တာလို့ပြောတာဒေါမနတဝေဒနာကိုပြောနေတာနော်ဒေါမနတဝေဒနာဆိုလူတိုင်းမှာရှိတယ်အေးနေရထိုင်ရပျော်လိုက်တာလို့ပြောတာဒေါမနတဝေဒနာကိုပြောနေလို့ထိုင်လို့ကောင်းလိုက်တာဒီကနေ့ငါခန္ဓာကိုယ်ကအာရှိအင်းရှိနဲ့လှုပ်လို့ရှားလို့ကောင်းတယ်ဆိုဟောဒုက္ခကာယကဒုက္ခဝေဒနာကိုပြောတယ်ဒီနေ့တော့ပျော်တာလည်းမဟုတ်ဘူးမပျော်တာလည်းမဟုတ်စိတ်ညစ်တာလည်းမဟုတ်ပုံမှန်လေးနေရတယ်ဆိုဥပိ္ပခကိုပြောအဲ့တော့ဒီတရားတွေဟာမိမိတို့သဏ္ဍာန်မှာမတွေ့နိုင်ဘူးလားအေးတွေ့နိုင်တယ်ဒီတရားတွေဟာဘယ်သူနဲ့ရှင်တွဲပြီးတော့ဖြစ်တုံးဆိုစိတ်နဲ့ရှင်တွဲပြီးဖြစ်လို့သူတို့ကိုစေတသိက်လို့ခေါ်တာပါအဲ့ဒါတော့ပဲအတ္တဝေဒနာသင်ညာဆိုတာစိတ်ကလေးဖြစ်လာလို့ရှိရင်အမှတ်တိကလေးနဲ့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေစဉ်းစားကြည့်တစ်ခုကိုတွေ့ပြီးရင်ကိုယ်စိတ်ထဲမှာအမှတ်ကလေးတစ်ခုရသွားဆိုတော့တကယ်ချင်းတယောက်မိတ်ဆွေတယောက်စပြီးတော့သိတယ်ဆိုတော့
သိလို့ရှိရင်ထုံမိတ်ဆွေရဲ့စကားပြောပုံစကားပြောဟန်သူ့ရဲ့လုံးရတန်တန်မျက်နှာအနေထားအသားအရောင်တစ်ခုစသည်ကိုစိတ်ထဲမှာမှတ်လိုက်တယ်နောက်တစ်ခါပြန်တွေ့တဲ့အခါကျတော့ဒီလူပဲဆိုတာမသိဘူးလားသိတယ်ဈေးထဲသွားပြီးတော့အဝတ်ကလေးတစ်ထည်ဝယ်လာခဲ့တယ်ဟုတ်ကဲ့လားငကိုယ်တော့ကကိုမမြင်ဘူးသေးတဲ့အဝတ်ဈေးထဲမှာစူပါမားကတ်တို့ဘာလို့လှည့်ပြီးတော့ကြည့်တော့အရှင်ကောင်းကောင်းအသွေးလှလှလေးတွေ့တာနဲ့ရွေးပြီးတော့ဝယ်လာခဲ့တဲ့အခါကျတော့စိတ်ထဲမှာဒါလေးကမှတ်မိဒီအဝတ်ကလေးကတခြားရောက်သွားတော့မှဟဲ့ဒါငါအဝတ်ကလေးဆိုတာမသိဘူးလားအေးအဲ့ဒါလို့သိတာတင်ညာရဲ့စွမ်းအားတဲ့စိတ်ထဲမှာပေါ်တဲ့တင်ညာရဲ့စွမ်းအားစိတ်ဆိုတာအာယုံကိုသိုံလေးပဲသိတယ်အခုလို့မှတ်နိုင်တာကတင်ညာကမှတ်တာတဲ့ကဲဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်တွေရဲ့တဏ္ဍာမှာတင်ညာဆိုတဲ့သဘာဝတရားလည်းဖြစ်တယ်ဆိုတာမထင်ရှားဘူးလားအေးထင်ရှားတယ်ကိုယ်ပစ္စည်းကိုမှတ်မိကြတယ်ကိုယ်ဆွေမျိုးသားချင်းတွေကိုမိတ်ဆွေတငယ်ချင်းတွေမှတ်မိကြတယ်ကိုယ်ဘယ်လမ်းမှနေတယ်ဟုတ်လားဘယ်ရက်ွက်မှနေတယ်ဒါတွေရောမမှတ်မိဘူးလားအေးမှတ်မိတာတွေမှန်သမျှသိညာတဲ့သဘာဝတရားဖြစ်ပေါ်လို့မှတ်မိနေတာနော်ခန္ဓာဝေဒနာသိညာစေတနာဆိုတာဒီသဘာဝတရားတွေသူဆိုင်ရာကိစ္စတွေလောက်အောင်သူကတွန်းအားပေးတာလေလှုပ်ဆော်ပေးတဲ့သဘောတရားလေးပညာကမှတ်မိအောင်ခန္ဓာကအာယုန်နဲ့ထိတွေ့အောင်ဝေဒနာကခံစားအောင်ဘယ်သူကလှုပ်ဆော်ပေးစေတနာလေးကလှုပ်ဆော်ပေးနေတာနော်အဲဒီစေတနာတရားလေးကကောင်းတာတွေနဲ့တွဲလို့ရှိရင်ကုသိုလ်စေတနာလို့ခေါ်တယ်မကောင်းတာတွေနဲ့တွဲလို့ရှိရင်အကုသိုလ်စေတနာလို့ခေါ်တယ်လောဘနဲ့ရှင်တွဲလာရင်အကုသိုလ်ဒေါသနဲ့ရှင်တွဲလာရင်အကုသိုလ်မောဟနဲ့ရှင်တွဲလာရင်အကုသိုလ်သို့မဟုတ်ဘဲနဲ့အလောဘတို့အဒေါသတို့အမောဟတို့နဲ့တွဲလာတဲ့အခါကျတော့ကုသိုလ်လို့ခေါ်တယ်အဲ့ဒီစေတနာဆိုတာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်သို့တော်လည်းအရထဲမှာပြောကြတယ်ငါကစေတနာနဲ့ပြောတာသူကလက်မခံဘူးစေတနာကိုအကောင်းကြီးပြောလို့မရဘူးဟုတ်ကဲ့စေတနာဆိုတာကောင်းတဲ့သဘာဝတွေနဲ့ရှင်တွဲဖြစ်ရင်စေတနာကောင်းလို့ခေါ်တယ်မကောင်းတဲ့စိတ်တွေစိတ်ထားတွေနဲ့ရှင်တွဲလာလို့ရှိရင်စေတနာယုတ်လို့ခေါ်တယ်အဲ့ဒီစေတနာလေးကိုပဲဘုန်းကြီးတို့တရားချက်ကသူတော်တင်ပြိဿတ်တို့အားလုံးနားလည်ချတဲ့ကံတရားဆိုတာဒီစေတနာလေးကိုခေါ်တာပဲဒီစေတနာလေးဟာမိမိတဏ္ဍာမှာစုပြီးဆောင်းပြီးပြီဆိုရင်သူကအကျိုးတွေကိုထုတ်လုပ်ပေးတတ်တယ်ဒါကြောင့်ဘုရားမြတ်စွာကစေတနာဟံဘိက္ခဝေကမ္မဝဒာမိဘိက္ခဝေจิตာယံတို့အာငါသည်စေတနာဆိုတဲ့သဘာဝတရားကိုကမ္မံကံဟူ၍ဝဒာမိဟောပါပြီစေတနာဆိုတာတခြားမဟုတ်ဘူးကံတရားလောကမှာကံဤအကျိုးလို့ပြောကြတယ်မဟုတ်လားအဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဟောဒီစေတနာလေးကိုကံလို့ခေါ်တာ24ပစ္စည်းထဲမှာလည်းပဲဟိတုပစ္စယောအာရမဏပစ္စယောဆိုတဲ့အထဲမှာကမ္မပစ္စယောဆိုတာမပါဘူးလားအေးဒီကမ္မပစ္စယောဆိုတာတခြားပြောတာမဟုတ်ဘူးခုစိတ်ထဲမှာဖြစ်တဲ့စေတနာလေးကိုပြောတာအဲ့ဒီစေတနာလေးကတွန်းအားပြင်းထန်လေးကံတရားတွေပြင်းထန်လာလေးဒီစေတနာလေးမိမိတို့ရဲ့တဏ္ဍာမှာကံအဖြစ်ဆောင်ရွက်နေသေးတဲ့ညဒီကံတွေအကျိုးပေးနေလို့ရှိရင်တန်တရားထဲမှာအကောင်းဆုံးခံစားနေကြရမှာတဲ့ဟုတ်ကဲ့ဒါလူတဘာဝဘုန်းကြီးတို့တရားချက်ကသူတော်တင်ပြိဿတ်တို့ရဲ့တဏ္ဍာမှာတွေ့နိုင်တဲ့သဘာဝလေးတွေကိုဘုန်းကြီးပြောတယ်စိတ်ဖြစ်ရင်အခုဒီသဘောတရားတွေအားလုံးဟာရှင်တွဲပြီးတော့အမြဲတမ်းဖြစ်တယ်သူတို့ကိုအကောင်းလို့လည်းပြောလို့မရဘူးအဆိုးလို့လည်းပြောလို့မရဘူးအတ္တတဲ့ဝေဒနာတဲ့သင်ညာတဲ့စေတနာတဲ့ဧကဂတအာယုန်လေးတစ်ခုပေါ်လာလို့ရှိရင်စိတ်ကအာယုန်နဲ့တွေးလိုက်တယ်ဆိုတော့မျက်စိကအဆင်းအာယုန်လေးကိုမြင်လိုက်တာနဲ့တကြိုင်နဲ့မြင်သိစိတ်ကလေးဖြစ်တယ်အဲ့ဒီမြင်သိစိတ်ကလေးဖြစ်တဲ့ကထိုအာယုန်ပေါ်မှာတခဏတာမြရပ်တန့်သွားတာကိုဧကဂတလို့ခေါ်တယ်ဟုတ်ကဲ့လားကြာရပ်တန့်သွားရင်ကြာပေါ့အဲ့ဒီလိုတခဏကလေးတည်ထန့်သွားတဲ့သဘောလေးကိုဧကဂတတဲ့အဲ့ဒီဧကဂတဘုန်းကြီးတို့တရားကျင့်စဉ်ထဲမှာအာယုန်တစ်ခုပေါ်မှာစူးစိုက်ပြီးတော့ကြာရှုပေးရင်ဒီဧကဂတလေးကိုပဲသမာဓိလို့ခေါ်တာဧကဂတဆိုတာဧကဆိုတာတစ်ခုတည်းသောအကအာယုန်အဖို့အစုရှိတာအာယုန်တစ်ခုတည်းတင်ကြာနေတာဟိုဒါဧကဂတလို့ခေါ်တယ်နော်သမာဓိလို့လည်းခေါ်တယ်
ဒီဧကဂတဆိုတာလေးကလည်းအာယုန်လေးတစ်ခုပေါ်မှာစူးစိုက်ပြီးတော့ကြည့်လို့ရဘုန်းကြီးတို့တရားချက်ခင်သူတော်ရှင်ပြိဿတို့ဈေးသွားတဲ့အခါပစ္စည်းဝယ်တော့ကိုလိုချင်တဲ့ပစ္စည်းကိုကြာကြာနာနာမကြည့်ကြဘူးလားအဲ့ဒီပစ္စည်းလေးပေါ်မှာစိတ်တခဏမြတည်ထန့်သွားတာလေးဟာဒါဧကဂတရဲ့ဆွမ်းအားပဲနော်အနုလို့ဆိုရင်မိမိစိတ်လေးကဒီအာယုံပေါ်မှာတည်တတ်နိုင်မှာမဟုတ်ဘူးသဘာဝတရားတွေအတ္တဆိုတာတွေ့ရပြီဝေဒနာဆိုတာတွေ့ရပြီသင်ညာဆိုတာတွေ့ရပြီစေတနာဆိုတာတွေ့ရပြီဧကဂတဆိုတာတွေ့ရမိမိတို့တဏ္ဍာမှာနော်နောက်တစ်ခုကဇီဝိတ္တိတရိယလို့ခေါ်တယ်ဇီဝိတ္တိတရိယဆိုတာတော့ဆိုင်ရာသဘာဝတရားတွေရဲ့အချိန်ပိုင်းလေးကိုတည်စေတတ်တဲ့စောင့်ထိန်တတ်တဲ့သဘာဝတရားမျိုးလို့ပြောမယ်ဆိုရင်နံတရားတွေရဲ့အသက်လို့ပြောအဲ့ဒီတရားကတော့သူ့သဘာဝအတိုင်းဖြစ်တာမဟုတ်သဘာဝအတိုင်းတည်နေနိုင်အောင်သူကထိမ့်သိမ့်ပေးတယ်လို့ဒီလိုမှတ်ရဥပမာပဲတရားချက်ခင်သူတော်စင်ပြိဿတို့ဥပမာလေးနဲ့ပြောမှပို့ပြီးတော့ရှင်းတယ်ခြေကန်ထဲမှာကြာပင်လေးတွေပေါက်အဲ့ဒီကြာပင်လေးတွေရှင်သန်ပြီးတော့ကြာပန်းလေးတွေဖွင့်လန်းနေအောင်ဘယ်သူကထိမ့်ပေးထားတာနော်ရေကထိမ့်ပေးထားတာရေကန်ထဲကရေတွေခြောက်သွားပြီးရေပြောက်သွားမယ်ဆိုလို့ရှိရင်ကြာကလေးရောခြောက်မသွားဘူးလားအဲ့ဒါမျိုးလိုပဲဘုန်းကြီးတို့နန္တရားတွေထဲမှာဇီဝိတ္တိတွေလေးကထိမ့်ပေးနေတာလို့ရေကနေပြီးတော့ကြာပန်းလေးတွေလမ်းနေအောင်ထိမ့်ထားဘုရားအိုးထဲမှာလည်းဘုရားညောင်ရီအိုးမှာပန်းထိုးတဲ့အခါမှာရေကလေးမထည့်ရဘူးလားရေကလေးထည့်ထားလို့ရှိရင်ထိုပန်းကလေးဟာ50ရက်ဆိုတာလို့လမ်းနေတာဘယ်သူကထိမ့်ပေးထားတာတော့ထို့တူပဲနန္တရားတွေမှာလည်းဇီဝိတ္တိတွေလေးကထိမ့်ပေးထားလို့ဘုန်းကြီးတို့စိတ်ကလေးဟာရှင်ပန်းနေတယ်လို့ဒီလိုမှတ်ရမယ်နော်နောက်တစ်ခုကမနတိကာရတဲ့မနတိကာရဆိုတာနှလုံးသွင်းအာယုန်လေးပေါ်လာတာနဲ့တကြိုင်နဲ့နှလုံးသွင်းဆင်ခြင်မှုမရှိရင်ထိုအာယုန်ကိုမသိနိုင်ပါဘူးနှလုံးသွင်းဆင်ခြင်မှုဆိုတာလေးပေါ်ရတယ်အဲ့တော့အာလုံးပေါင်းလိုက်တဲ့အခါကျတော့အတ္တရဲ့ဝေဒနာရဲ့သင်ညာရဲ့စေတနာရဲ့ဧကဂတရဲ့ဇီဝိတ္တိရိယရဲ့မနတိကာရရဲ့ဆိုတော့ခုနှစ်ခုဖြစ်မသွားဘူးလားအဲ့ဒီခုနှစ်ခုသောသဘောတရားတွေဟာစေတသိက်တွေမိမိတို့တဏ္ဍာမှာဖြစ်တဲ့စိတ်နဲ့အမြဲတမ်းရှင်တွဲပြီးတော့ဖြစ်နေကြပါတယ်ဘယ်စိတ်ဖြစ်ဖြစ်ဒီတရားတွေမိမိတို့တဏ္ဍာမှာရှိနေတယ်လို့ဒီလိုမှတ်ပါနော်စိတ်ဟာတစ်ခုတည်းမဖြစ်နိုင်ဘူးထိုစေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်ကဲကောင်းပြီအဲ့ဒီထဲမှာစေတသိက်တွေအကြောင်းပြောမယ်ဆိုလို့ရှိရင်မိုးလင်းသွားလိုက်မယ်52ခုရှိတယ်လူရင်းလေးကိုပြောမယ်မကောင်းတဲ့စေတသိက်နဲ့ကောင်းတဲ့စေတသိက်ခွဲရအခုပြောခဲ့တဲ့စေတသိက်9ခုဆိုတာစိတ်ဖြစ်တိုင်းဖြစ်တိုင်းပါဝင်လို့သူတို့ကိုသဗ္ဗစိတ်တသာဒရဏလို့ဘုန်းကြီးတို့စာပေကျမ်းကမှာဆိုတယ်နော်သဗ္ဗစိတ်တသာဒရဏဆိုတာစိတ်အားလုံးနဲ့ဆက်ဆံပြီးစိတ်အားလုံးဖြစ်တိုင်းဖြစ်တိုင်းပါတဲ့သဘောတရားတွေတဲ့ဘုန်းကြီးတို့လူဆိုတာနဲ့တပြိုင်နက်မျက်စိတို့နားတို့နှာခေါင်းတို့မပါဘူးလားစိတ်လို့ဆိုလိုက်တာနဲ့ဒီသဘာဝတွေကပါလာပြီးသားလို့ဒီလိုမှတ်ရဘုန်းကြီးတို့ခန္ဓာကိုယ်ပဲပြန်ပြီးတော့စိုက်ကြည့်လိုက်ပေါ့စိုက်ကြည့်လိုက်ခန္ဓာကိုယ်ထဲမှာသဘာဝတရားတွေဟာသူ့အလုပ်သူ့လုံးကြတာတွေကိုစဉ်းစားကြည့်ဘုန်းကြီးတို့မှာမျက်စိရှိတယ်မျက်စိရဲ့အလုပ်ကဘာတော့ဆိုရင်ဟိုဟာဒီဟာကြည့်ဖို့မြင်ဖို့ပဲဒါပေမဲ့သူကြားလို့ရရလားနားရဲ့အလုပ်ကြတော့ဟိုအတန်ဒီအတန်ကြားဖို့သူကမမြင်နိုင်ဘူးခြေထောက်ရဲ့အလုပ်ကြတော့လှမ်းပြီးတော့သွားဖို့သို့တော့ခြေထောက်ကမကြည့်နိုင်ဘူးမကြားနိုင်ဘူးဟုတ်တယ်မဟုတ်လားအနံ့ရှုဖို့ကြတော့နှာခေါင်းရဲ့တာဝန်အရာသာသိဖို့ကြတော့လျှာရဲ့တာဝန်သူ့ဟာလေးတွေနဲ့သူတာဝန်ထမ်းဆောင်မလို့ဒီတဘာဝတရားတွေဟာလည်းသူ့ဟာနဲ့သူတာဝန်ထမ်းဆောင်ရတယ်စိတ်ကအာယုံကိုသိတယ်ဖတ်တာကအာယုံနဲ့စိတ်တွေ့အောင်ဆက်သွယ်ပေးတယ်ဝေဒနာကအာယုံရဲ့အရာတာကိုခံစားတယ်သင်ညာကမှတ်တမ်းတင်တယ်မှတ်မိတယ်စေတနာကထိုကဲ့သို့ဖြစ်အောင်လှုံ့ဆော်ပေးတယ်ဧကဂတကအာယုံလေးတစ်ခုပေါ်မှာတည်သွားအောင်လုပ်တယ်ဇီဝိတကထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ပေးတယ်မနတိကာရကနှလုံးသွင်းပေးတယ်ဆင်ញင်ပေးတယ်ဒီတရားတွေဟာစုပေါင်းပြီးလို့ဘုန်းကြီးတို့ခန္ဓာကိုယ်မှာလည်းပဲဒီလိုစုပေါင်းပြီးတော့လမ်းလျှောက်တယ်ဆိုလို့ရှိရင်မျက်စိကကြည့်ပေးရတယ်နားကနားထောင်ရတယ်ခြေထောက်ကနားလျှောက်ရတယ်အကယ်၍တစ်ခုခုချုပ်ရင်းနေလို့ရှိရင်အလောက်ဟာအောင်မြင်မြင်မဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်
အဲ့ဒီသဘာဝလေးတွေကိုဆင်ញင်စဉ်းစားပြီးတော့ကြည့်ရကဲကောင်းပြီဒီသဘာဝကတော့အကောင်းလို့လည်းပြောလို့မရအဆိုးလို့လည်းပြောလို့မရဘူးအဆိုးလို့ပြောလို့ရတာလေးတွေကိုကြည့်ရဘုန်းကြီးတို့နေ့စဉ်နဲ့အမျှဂျုံတွေ့နေကြရတာဘာလို့ဆိုရင်မျက်စိနဲ့မြင်ပြီးလို့နှစ်သက်စရာအာယုံလေးတွေ့လို့ရှိရင်လိုချင်တဲ့သဘောမပေါ်လာဘူးလားအဲ့ဒါကိုလောဘလို့ခေါ်တယ်နော်လိုချင်တယ်တွေ့တာတယ်တတ်မဲ့တယ်မြင်ချင်းတော့သူကလိုချင်တယ်ရလာလို့ရှိရင်တွေ့ထားတယ်မရခင်ကျတော့လိုချင်တယ်ရထားလို့ရှိရင်တွေ့ထားတယ်မစွန့်လွတ်နိုင်ဘူးအဲ့ဒါဟာလောဘရဲ့သဘောမရခင်ဘာဖြစ်တယ်လိုချင်တယ်ရပြီးလို့ရှိရင်တွေ့တာထားတယ်ဟောဒီသဘောတရားရောဘုန်းကြီးတို့တရားချက်ခင်သူတော်စင်တွေမတွေ့ကြဘူးလားအဲ့ဒီတရားကိုလောဘလို့မြတ်စွာဘုရားကဟောတာနော်အဲ့ဒီလောဘဟာလည်းစိတ်ထဲမှာရှင်တွဲပြီးတော့ဖြစ်တာပဲဒေါသမျက်စိကအာယုံတစ်ခုမြင်လိုက်တယ်ကိုမကြိုက်တဲ့အာယုံကိုမြင်တယ်မြင်လိုက်တာနဲ့တပြိုင်နက်မျက်နှာလွှဲသွားတယ်မကြိုက်ဘူးမကြိုက်တဲ့သဘောတရားပေါ်မလာဘူးလားမကြိုက်ဘူးမကျေနပ်ဘူးဒီအာယုံကိုမျက်နှာလွှဲချင်တယ်ဟောဒါဒေါသလို့ခေါ်တယ်မြင်ချင်းမကြိုက်ဘူးမျက်နှာလွှဲကျင်တယ်မချေတတ်ဘူးဟောဒါဒေါသလို့ခေါ်တယ်နော်ကြိုက်မကြိုက်ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသနောက်တစ်ခါအာယုံကိုမြင်ပြီးတော့အကောင်းအဆိုးအကြောင်းအကျိုးမခွဲခြားတတ်ဘူးအာယုံပေါ်မှာတွေးဝေးနေတယ်တွေးဝေးနေတာကြတော့မောဟဒီသဘောတရားတွေဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ရဲ့စိတ်ထဲမှာဖြစ်နေတာပါလားလို့စဉ်းစားရမှာနော်နောက်သူတို့ရဲ့ဆန့်ကျင်မဲ့ကောင်းတာကိုပြောမယ်ဆိုရင်လောဘကလိုချင်တယ်တွေ့တာတယ်ထိုလိုချင်မှုတွေ့တာမှုကိုပယ်တတ်နိုင်တဲ့သဘာဝတရားတစ်ခုကိုအလောဘလို့ခေါ်တယ်အဲ့ဒီအလောဘကြတော့မလိုချင်ဘူးမတွေ့တာဘူးစွန့်လွတ်နိုင်တယ်တဲ့ဒါကကောင်းတဲ့သဘာဝတရားနော်သဘာဝတရားမပေါ်လာဘူးမလိုချင်ဘူးမတွေ့တာဘူးအလောဘအနိဋ္ဌာယုံနဲ့တွေ့ကြုံမိမိမလိုချင်တဲ့မနစ်သက်စရာအာယုံနဲ့တွေ့ကြုံတဲ့အခါမှာဒေါသမဖြစ်ဘူးမကျေမနပ်မဖြစ်ဘူးအဒေါသအာယုံရဲ့သဘာဝကိုကြာကြာနာနာသိတယ်အမောဟပညာလောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်ကိုအလောဘအဒေါသအမောဟလောဘဒေါသမောဟကိုကုသိုလ်လို့အကုသိုလ်လို့မှတ်ပြီးတော့အလောဘအဒေါသအမောဟကိုကုသိုလ်လို့မှတ်ပါတဲ့ဟုတ်ကဲ့အဲ့လိုစိတ်တရားတွေမိမိတို့သဏ္ဍာန်မှာဖြစ်ပြီးတော့စိတ်တွေနဲ့ရှင်တွဲပြီးတော့ဒီစေတသိက်တရားတွေဖြစ်ပြီးတော့နေကြကဲဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှသွားကြလာကြစားကြတောက်ကြစီးပွားရှာကြဘယ်သူကကိုယ်ဆောင်းနေတယ်လဲဆိုရင်ဟောဒီစိတ်ကဆောင်းစိတ်လို့ဆိုလိုက်ကြတယ်အခုပြောခဲ့တဲ့စေတသိက်တွေပါတယ်လို့မှတ်ထားနော်ဒါတွေကနေဆောင်းနေတာလောကကြီးတစ်ခုလုံးဘယ်သူကဥဆောင်နေစိတ်တွေကဥဆောင်နေတယ်နော်ဒါကြောင့်လို့ဘုရားမြတ်စွာကစိတ်တေနာနိယတေလောကောစိတ်တေနပရိကတတိစိတ်တသာဧကဓမ္မတသဗ္ဗေဝမောတမနကုလောကကြီးကိုစိတ်တေနာစိတ်ကနိယတေဆွဲဆောင်၍သွားပါပြီတော့ဤလောကကြီးကိုစိတ်တေနာစိတ်ကပရိကတတိဆွဲငင်၍ထားပါပြီတော့ဤစိတ်တသာဧကဓမ္မတစိတ်လို့ဆိုတဲ့သဘာဝတရားတစ်ခုရဲ့ဝတ္တံလို့သောလောကောတပ္ပံလုံးစုံသောလောကကြီးသည်အတော့အခုအစဉ်လိုက်ပါ၍နေရလေတော့ဤဣတိရဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအခုပြောခဲ့တဲ့သဘာဝတရားတွေမိမိရဲ့တဏ္ဍာမှာဆွဲဆောင်နေတယ်ဆိုတဲ့သဘောကိုဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေကိုယ်တဏ္ဍာမှာရှိနေတဲ့သဘာဝတရားတွေကိုစူးစိုက်ရှုတာဒီပြင်ဝိပဿနာဉာဏ်လို့ခေါ်တယ်နော်ဝိပဿနာဉာဏ်ဆိုတာဟိုကမ္မထာရိတာတွေသွားမှပေါ်တာမဟုတ်ဘူးဒီအာယုံကလည်းပဲကိုယ်တဏ္ဍာမှာရှိနေတာရှုတတ်ဖို့သိဖို့လေးပဲလို့တယ်အလုံးမအားလို့ငါမရှုနိုင်ဘူးလို့ဒီလိုလည်းမဟုတ်ဘူးနော်ကိုယ်တဏ္ဍာမှာဖြစ်နေတာတွေကိုသိဖို့အမတန်မှလိုအပ်ပါတယ်တဲ့
ကဲကောင်းပြီလောကကြီးထဲမှာကိုတယောက်တည်းနေတဲ့အချိန်ကလေးမှာအဲ့ဒီအချိန်လေးမှာကိုယ်တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်လေးတွေကိုအာယုံစိုက်ကြည့်လိုက်လောကကြီးတစ်ခုလုံးဟာလူတွေကိုစိတ်ကနေဆောင်းသွားနေကြစိတ်ကနေဆွဲခေါ်သွားတယ်အခုတရားဝဲလာအောင်ဘယ်သူကဆွဲခေါ်လာစိတ်ကဆွဲခေါ်လာတာနော်တရားဝဲမလာနိုင်အောင်အိမ်မှာနေအောင်ဘယ်သူကဆွဲထားတော့အေးတရားဝဲကြတော့လေအေးတရားဝဲသွားအောင်ပါပဲတရားနာလို့ရှင်ဘုံတုတ္တရတယ်အတိဉာဏ်တွေတိုးတယ်ဟောဒီလိုအတွေးကလေးတွေနဲ့လာတာမဟုတ်လားခဏညတရားဝဲရှိတယ်တရားနာသွားရအောင်မယ်တရားနာရလို့ရှင်စိတ်ကြည်နူးတယ်အတိဉာဏ်တွေရတယ်ဒီလိုစဉ်းစားပြီးတော့အဲ့ဒီစဉ်းစားတဲ့စိတ်ကဆွဲခေါ်လာလို့တရားဝဲရောက်လာတာနော်မလာနိုင်တဲ့လူတွေကြတော့လေအေးဒီနေ့အလုတ်ကမအားဘူးအိမ်မှာလည်းအိမ်တော့မရှိဘူးဆိုတဲ့အတွေးစိတ်တွေကပြန်ဆွဲထားတာမဟုတ်လားပြန်ဆွဲထားလို့သူတို့တရားဝဲမလာနိုင်ဘူးเนาะအဲ့တော့လောကကြီးမှာတရားဝဲလာတဲ့လူကိုလည်းစိတ်ကဆွဲခေါ်လာတာအိမ်နေတဲ့လူကိုလည်းစိတ်ကဆွဲထားခဲ့နှစ်ဦးစလုံးဟာစိတ်ကဆောင်းနေတာကြီးပဲမဟုတ်လားဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားစိတ်တေနနိတေလောကစိတ်ကဆွဲခေါ်နေတာတဲ့လောကကြီးတစ်ခုလုံးကိုစိတ်ကဆွဲခေါ်နေတာတခြားနေရာတွေလည်းကြည့်ကမ္ဘာလောကကြီးတစ်ခုလုံးဟုတ်လားမြန်မာနိုင်ငံနဲ့မကြည့်နဲ့ကမ္ဘာလောကကြီးမှာရှိတဲ့လူသားအလုံးလူကဆွဲခေါ်စိတ်ကဆွဲခေါ်ဘယ်သူကဆွဲထားတော့စိတ်ကဆွဲထားတရားဝဲပြီးတဲ့အခါအိမ်ပြန်ဘယ်သူကခေါ်သွားတာတော့စိတ်ကပဲခေါ်သွားတာအဲ့ဒီစိတ်ဆိုတဲ့သဘာဝတရားဟာတည်မြဲတဲ့သဘာဝတရားလားဆိုတည်မြဲတာမဟုတ်ဘူးကိုယ်ပိုင်တဲ့သဘာဝတရားလားဆိုတော့လည်းမပိုင်ဘူးအကြောင်းအလျော်ဆိုပေါ်လာပြီးတော့ဟုတ်တဝါအဘဝဖြစ်လာပြီးတဲ့နောက်မှာပြတ်သွားတဲ့သဘာဝတရားဆိုတာဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်နော်အေးကောင်းပြီဒါကြောင့်မို့လို့ဘုရားမြတ်စွာကစိတ်တေနနိယတိလောကောစိတ်ရဲ့သဘာဝလေးကိုသိအောင်လုပ်ကောင်းပြီမြတ်စွာဘုရားသခင်ဆိုတော်မြတ်ကစိတ်ဟာစိတ်ရဲ့သဘာဝလေးတွေကိုပို့ထင်ရှားအောင်ဒုရေကမဧကသရံအတရေရံဒုဟာတယံယေစိတ်တံတယမေတ္တန္တိမောက္ခန္တိမာရဗန္ဒနာစိတ်ရဲ့တဘာဝတရားကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒုရေကမဝေကွာလှတဲ့အာယုန်တို့လည်းအယောက်သွားတတ်ပေထသောစိတ်ဆိုတာဘလောက်ဝေဝေရောက်အောင်သွားနိုင်တယ်ဒီအဓိပ္ပာယ်ကဘာကိုပြောတာလဲလို့ဆိုစိတ်ကခန္ဓာကိုယ်ကနေအပြင်ထွက်ပြီးတော့သွားတယ်လို့ဒီလိုမအောင်မိနဲ့နော်မြတ်စွာဘုရားကဒုရိကမအဝေးသွားတယ်ဆိုတာဘာတော့ဆိုဘလောက်ဝေးတဲ့အာယုံဖြစ်ဖြစ်စိတ်ကလှမ်းယူနိုင်တယ်ဒါကိုပြောဘလောက်ဝေးကွာတဲ့အာယုံပဲဖြစ်ဖြစ်စိတ်ကအာယုံပြုတ်နိုင်တဲ့သိနိုင်တာကိုဒီလိုဆိုဘုန်းကြီးတို့တရားချင်းကတူတယ်ပြိဿတို့ဟိုးနိုင်ငံရဲ့အခြားတိုင်းတစ်ပါးကိုလှမ်းပြီးတော့စိတ်ကနေညွတ်ကြည့်ရောက်မသွားဘူးလားချမ်းသွားတယ်ဟောမြင့်မို့တောင်ဆိုတာကြားဘူးတာလေးနဲ့အာယုံပြုတ်ကြည့်လိုက်မြင့်မို့တောင်ရောက်မသွားဘူးလားဟုတ်တာမဟုတ်တာသာသာအာယုံပြုတ်တဲ့နေရာစိတ်ကရောက်မသွားဘူးလားဘယ်လောက်ဝေးဝေးစိတ်ဆိုတာရောက်သွားတာပဲနော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကဒုရိနဝအလုံးဝေးกว่าတဲ့အရာဌာနသို့လည်းသွားရောက်နိုင်ထသောဘာကြောင့်သွားရောက်နိုင်တယ်လဲဝေးတဲ့အာယုံကိုရယူနိုင်တာဆိုတဲ့ဧကစရံတခုဒီသာဖြစ်လေရှိတာတော့စိတ်ဆိုတာနှစ်စိတ်ပြူးဘယ်တော့မှမဖြစ်ဘူးတစ်စိတ်ပြီးမှတစ်စိတ်တစ်စိတ်ပြီးမှတစ်စိတ်စိတ်တွေရဲ့အစဉ်တန်းအနေနဲ့ဖြစ်တာစိတ်ဟာတစ်ခုဖြစ်ပြီးတဲ့နောက်မှတစ်ခုပျောက်သွားပြီးနောက်တစ်ခုဖြစ်တာနော်ဧဒါကြောင့်မို့လို့ဧကစရံတစ်ခုဖြစ်ပြီးမှတစ်ခုချုပ်ပြီးမှသာလဲနောက်တစ်ခုဖြစ်လေရှိတာတော့ဒုရိကမဧကစရံအတရေရံရုပ်ပုံခန္ဓာကိုယ်လည်းမရှိတာတော့ရုပ်လွာပုံတန်တန်ခန္ဓာကိုယ်လည်းမရှိဘူးစိတ်ဆိုတာမြင်ရတဲ့အရာမဟုတ်ဘူးလူကြတော့မြင်ရတယ်လေဒီလူကအရထွားထွားပဲပိမ့်ပိမ့်ပဲရှည်ရှည်ပဲဝဝပဲစသဖြင့်ပုံပန်းတန်တန်ရှိစိတ်ကြတော့စိတ်ကဝရတယ်ပိမ့်တယ်ရှည်တယ်လို့ဒီလိုမရှိဘူးဟုတ်ကဲ့လားအေးပုံပန်းတန်တန်မရှိဘူးအာတရိရံခန္ဓာကိုယ်ပုံပန်းတဏ္ဍလည်းမရှိတတ်သောကုဟာတယံနှလုံးသားတိဟုသောအလိုင်ကိုလည်းမိခိုရာရှိတတ်သောညသောအပြင်စိတ်တွေဟာအရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တာမို့ကုဟာတယံလို့ဒီလိုဟောတာနော်နှလုံးသားကိုမှီတွေ့ကြည့်တဲ့ကာလဖြစ်ပေါ်လာတဲ့စိတ်တွေ
ရေခြင်းပုဂ္ဂိုလ်တို့သည်စိတ်တန်စိတ်ဆိုတဲ့သဘာဝတရားကိုတိုင်ပင်တန်တိထိမ့်သိမ့်ဆောက်ရှောက်နိုင်ကြကုန်လတံလောဘနဲ့တွဲမသွားအောင်ဒေါသနဲ့တွဲမသွားအောင်မောဟနဲ့တွဲမသွားအောင်စိတ်လေးကိုထိန်းထားရတယ်လောဘနဲ့တွဲမသွားစေနဲ့ဖြစ်ဖြစ်ချင်းလောဘနဲ့တွဲတာမဟုတ်ဘူးနော်ဆိုပါတော့အာယုံလေးတစ်ခုကိုမြင်လိုက်တယ်မြင်ချင်းကြိုက်သွားတာမဟုတ်ဘူးကြိုက်စရာလေးတွေတွေးပြီးတော့မှကြိုက်တာဟုတ်တယ်မဟုတ်ကြိုက်စရာလေးတွေနှစ်သက်စရာလေးတွေတွေးပြီးတော့မှလူတယောက်အာယုံတစ်ခုကိုလည်းမြင်ချင်းမုန်းသွားတာမဟုတ်ဘူးမုန်းစရာတွေတွေးလို့မုန်းတာအဲ့ဒါမုန်းစရာတွေတွေးပြီးတော့ဒေါသတွေမဖြစ်စေနဲ့ကြိုက်စရာတွေတွေးပြီးတော့လောဘတွေမဖြစ်စေနဲ့ဒီလိုဆုံးလို့လေနော်ဒီအတွေးတွေအပေါ်မှာနောက်ကနေပြီးတော့လောဘတွေဒေါသတွေမောဟတွေနဲ့တွဲနေတာအဲ့ဒါလို့မတွဲအောင်ရေခြင်းပုဂ္ဂိုလ်တို့သည်စိတ်တန်စိတ်လို့ဆိုတဲ့သဘာဝတရားကိုတိုင်ပင်တန်တိလောဘဒေါသမောဟတွေနဲ့မတွဲအောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ကြပေကုန်လတံဒေတုပုဂ္ဂိုလ်တို့သည်မာရဗန္ဒနာမမေယနောင်ဖွဲ့လို့ဆိုတဲ့ဒေဘုမကဝုဆင်းရဲမှမောက္ခန္တိမုဋ္ဌပိုင်ပိုင်လွန်မြောက်ကြပေကုန်လတံဣတိတို့ဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်ဩဇာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီစိတ်လေးကိုလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့မတွဲအောင်ထိန်းလိုက်တဲ့လောဘဒေါသမောဟဆိုတာသူ့ဘာသူဖြစ်လာတာမဟုတ်ဘူးစဉ်းစားလို့အာယုံပေါ်မှာတွေးပြီးတော့ဆင်ခြင်မှဖြစ်လာတာနော်အဲ့ဒါလို့ဆင်ခြင်ပြီးတော့လောဘဒေါသမောဟဖြစ်အောင်မလုပ်နဲ့မတွဲစေနဲ့မတွဲရအောင်ထိမ့်သိမ်းဆောက်ရှောက်ပါတဲ့အဲ့လိုလို့ထိမ့်သိမ်းဆောက်ရှောက်မယ်ဆိုလို့ရှိရင်စိတ်ပြီးလောဘနဲ့မတွဲဒေါသနဲ့မတွဲမောဟနဲ့မတွဲလောဘနဲ့မတွဲရလို့ရှိရင်အလောဘဆိုတဲ့လောဘရဲ့ဆန့်ကျင်မဲ့သဘောတရားတွေမိမိရဲ့စိတ်ထဲမှာပေါ်လာလိမ့်မယ်နော်အလောဘဖြစ်နေလို့ရှိရင်လောဘမဖြစ်နိုင်ဘူးအဒေါသလို့ခေါ်တဲ့ဒေါသကင်းစင်မေတ္တာသဘာဝတရားတွေဝင်နေလို့ရှိရင်ဒေါသမဖြစ်ဘူးအမောဟလို့ဆိုတဲ့အသိဉာဏ်တွေဝင်နေလို့ရှိရင်မောဟမဖြစ်ပါကုသိုလ်တရားအလုံးရဲ့အမြင့်ဟာအလောဘအဒေါသအမောဟသာဖြစ်တယ်အလောဘအဒေါသအမောဟတို့သည်လောဘဒေါသမောဟဆိုတဲ့အကုသိုလ်ရဲ့အမြင့်၃မျိုးကိုဖယ်ရှားနိုင်တယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်အောင်တဲ့အဲ့ဒါလိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမောက္ခန္တိမာရဗန္ဒနာမာရဗန္ဒနာကိလေသာရဲ့ထောင်ကြီးတဲ့ဘုန်းကြီးတို့တွေနေကြရတာဟာတဘာဝနဲ့တေချာကြည့်ပဲဆိုလို့ရှိရင်တန်တရားဒီဟုသောထောင်ကြီးထဲမှာနေနေကြရတာဟုတ်ကဲ့တေချာစဉ်းစားကြည့်လွတ်ရမရှိဘူးနော်ဘာဖြစ်လို့လွတ်ရမရှိလဲလို့ဆိုလို့ရှိရင်ဒီထောင်ထဲမှာဘလို့ကျင်လဲနေချရလဲဩမိဘစီယာနေပြီးတော့မွေးဖွားလာငယ်ငယ်ကနေမွေးပြီးတော့တဖြည်းဖြည်းအိုးလာပြီးတော့နာပြီးတော့တည်သွားပြန်တည်သွားပြီးဘာလို့ပြန်တော့တစ်ခါပြန်ပြီးတော့တန်တရားထဲမှာပြန်ဖြစ်ပြန်ဖြစ်ရဘဝမှာတစ်ခါအိုးပြန်နဲ့နာပြန်နဲ့တည်ပြန်နဲ့ဟောဒီလိုနဲ့ပဲလှဲ့နေမှာခက်ပေါက်ကုန်ရှိဘူးလွတ်ရမရှိဘူးအဲ့ဒါဘယ်သူကချုပ်နှောင်ထားတာတော့ဆိုရင်မာရလို့ဆိုတဲ့ကိလေသာချုပ်နှောင်ထားတာနော်အဲ့ဒီကိလေသာတွေရဲ့အချုပ်နှောင်တဲ့ကမလွတ်ဘူးတဲ့လွတ်ချင်လို့ရှိရင်ကိုယ်စိတ်ကလေးကိုထိန်စိတ်ကိုမထိန်နိုင်တဲ့ကြဘယ်တော့မှမလွတ်ဘူးဒါတွေလားလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့မြေကောင်းသားမြေကောင်းသမီးတွေကိုယ်စိတ်ကလေးကိုလောဘဒေါသနဲ့မောဟနဲ့မတွဲရအောင်မထိန်နိုင်ဘူးဆိုရင်ဒုက္ခတွေနောက်ကလိုက်အောင်လောဘဒေါသမောဟတွေနဲ့မတွဲရအောင်ထိန်သိမ်းလို့အလောဘအရောဓအမောဟဆိုတဲ့ကုသိုလ်သဘာဝတရားတွေနဲ့တွဲလို့ရှိရင်တော့ချမ်းသာဒုက္ခတွေရနိုင်တယ်။ဒါကြောင့်လို့စိတ်ရဲ့သဘာဝနဲ့ပတ်သက်ပြီးတိုက်ကာလမြတ်စွာဘုရားသခင်ကိုရောမြတ်ကမနောပုဝိကဘာဓမ္မမနောတိဋ္ဌမနောမယမနသာစေပတုထေနပါတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝဟတောပရံစိတ်ရဲ့တဘာဝလေးကိုကြည့်အရာရာကိုစိတ်ကဥဆောင်တယ်ဓမ္မမိမိနဲ့စိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုစတဲ့စေတသိက်တဘာဝတရားတွေဟာမနောဘဝေကမှာစိတ်လင်းရှိသွားကောင်းဆောင်ရှိကြပါပေကုန်၏အရာရာမှာစိတ်ကဆောင်နေတယ်ခံစားချက်တွေရဲ့အရှိကစိတ်ရှိတယ်နော်
စိတ်ကိုမိတွေ့ပြီးတော့မှခံစားချက်စတဲ့စေတနာတွေဖြစ်ရတယ်မနောကိုယ်ကမှစိတ်လင်းရှိသောရှိကြပါပေကုန်၏မနောသေးထာစိတ်ဒီဟုသောအကြည့်ကဲရှိကြပါပေကုန်မနောမယစိတ်ဖြင့်ပြီးကြပါပေကုန်ဝါစိတ်ကဖန်တီးထားတဲ့အရာတွေသာဖြစ်ပါပေတော့၏သဘာဝတရားကိုဆင်ញင်စဉ်းစားကြည့်ခံစားချက်စတဲ့သဘာဝတွေလောဘဒေါသမောဟစတဲ့သဘာဝတွေဘယ်သူကရှေ့ဆောင်သွားတော့ဆိုစိတ်ကနေရှေ့ဆောင်သွားတာစိတ်ကနေရှေ့ဆောင်သွားပြီးတော့စိတ်ကြောင့်မို့သူတို့ဖြစ်နေကြရတာအေးအဲ့ဒါလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့စိတ်ကလေးကိုမကောင်းတာတွေနဲ့မတွဲအောင်ထိန်းလို့မရပေဘူးလားအကယ်၍များမထိန်းဘူးစိတ်ကလေးဟာမကောင်းတဲ့အခြေအနေတွေနဲ့မကောင်းတဲ့စေတသိက်တွေနဲ့ရှင်တွဲသွားလို့ရှိရင်အဲ့ဒီစိတ်ကလေးကိုဗဒုဋ္ဌစိတ်တဲ့ဖြစ်စည်းသွားတဲ့စိတ်လို့ခေါ်တယ်နော်လောဘတွေနဲ့ရှင်တွဲ၍နေမယ်ဒေါသတွေနဲ့ရှင်တွဲ၍နေမယ်မောဟတွေနဲ့ရှင်တွဲ၍နေမယ်အဲ့ဒီစိတ်လေးကဗဒုဋ္ဌစိတ်ဒါကြောင့်ဘုလိုမြတ်စွာဘုရားလည်းခင်ကိုရောမြတ်ကဗဒုဋ္ဌေနလောဘဒေါသမောဟတို့ကြောင့်ပျက်စီး၍သာတော်မနတာစိတ်ဖြင့်စေဝတတိဝါအကယ်၍မူလီပြောဆိုလိုက်မယ်ဆိုရင်စေတဝတိဝါအကုန်ကြီးတုံတစ်ခုကိုပြုလိုက်လို့မယ်ဆိုလို့ရှိရင်ဟောစိတ်ကလေးမှာသူ့ဘာသူသဘာဝအတိုင်းမနေပဲနဲ့ထိုစိတ်ကလေးဟာအတွေးအကြံတွေရဲ့နောက်လိုက်ပြီးတော့လောဘဖြစ်သွားမယ်လောဘကြောင့်ထိုစိတ်ကလေးကညှဉ်းနှွမ်းပြီးတော့ပျက်စီးသွားမယ်ဒေါသနဲ့ရှင်တွဲလိုက်လို့စိတ်ကလေးဟာညှဉ်းနှွမ်းသွားမယ်ဆိုလို့ရှိရင်အဲ့ဒီညှဉ်းနှွမ်းသွားတဲ့ဗဒုဋ္ဌစိတ်ကလေးနဲ့ဘာပဲပြောပြောအကောင်းမပြောတော့ဘူးတဲ့နော်အဲ့ဒီလောဘဒေါသနဲ့ရှင်းလာတဲ့စိတ်ကလေးကအဲ့ဒီစိတ်နဲ့စကားပြောပြီးဆိုရင်ဘာတွေပြောတော့ဝစီတုစရိုက်လိန်ပြောမယ်ဟုတ်ကလားမုဒ္ဒဝါဒပိတုနာဝါစာတယောက်နဲ့တယောက်မတည့်အောင်ဂုံးတိုက်မယ်ဖုဒဝါစာနေမငဆဆေးရိမယ်တန်ခါပလာပအကျိုးမရှိတဲ့စကားတွေပြောဟောဝစီတုစရိုက်ကြီးလောဘနဲ့တွဲလာပြီးတော့လောဘနဲ့ရှင်တွဲနေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဒီဘယ်တော့မှအကောင်းမပြောတော့ဟုတ်ကဲ့ဒေါသနဲ့ရှင်တွဲပြီးတော့လာတဲ့ပုဂ္ဂိုလ်ကလည်းပြောသမျှစကားဟာဒုစရိုက်ကလွတ်တဲ့စကားမရှိဘူးထို့တူပဲလုံလိုက်လို့ရှိရင်မကောင်းတာပဲလုပ်တယ်ဒါကြောင့်ဘုရားမြတ်စွာဘုရားသခင်ကိုရောမြတ်ကဗဒုဋ္ဌေနလောဘဒေါသမောဟစသည်ကြောင့်ပျက်စီးနေသောမနသာစိတ်ဖြင့်စေဝတတိဝါအကယ်၍ပြောဆိုမူလီပြောဆို냐စေကရောတိဝါတစ်စုံတစ်ခုကိုမူလီပြုလုပ်냐တတော်ထိုသို့ပြုလုပ်ပြောဆိုခြင်းကြောင့်နံပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခဆင်းရဲသည့်အနွေတိထက်ခြားပကွာလိုက်ပါ၍နေလေတော့၏ဟောလောဘစိတ်ဒေါသစိတ်လောဘနဲ့ရှင်တွဲတဲ့စိတ်ဒေါသနဲ့ရှင်တွဲတဲ့စိတ်မောဟနဲ့ရှင်တွဲတဲ့စိတ်ကြောင့်မပြောသင့်တာပြောမိပြီဆိုရင်ထိုပြောမှုကြောင့်ဒုက္ခမရောက်ဘူးလားဒီလောကမှာဒုက္ခရောက်နေတာပါဇက်ကနေမပြောသင့်တာတွေပြောမိလို့ဒုက္ခရောက်တဲ့လူတွေမရှိဘူးလားမရောက်ဘူးလားဒီလောကမှာဒုက္ခရောက်နေတာပါဇက်ကနေမပြောသင့်တာတွေပြောမိလို့ဒုက္ခရောက်တဲ့လူတွေမရှိဘူးလားအများကြီးပဲအဲ့ဒီလူဟာမပြောသင့်တာဘာကြောင့်ပြောလဲဆိုရင်လောဘကြောင့်ပျက်စီးသွားတဲ့စိတ်နဲ့ပြောနော်လောဘကြောင့်ပျက်စီးသွားတဲ့စိတ်ဒေါသကြောင့်ပျက်စီးသွားတဲ့စိတ်မောဟကြောင့်ပျက်စီးသွားတဲ့စိတ်ကလေးနဲ့ပြောလိုက်တယ်ဆိုရင်အကောင်းမပြောပါမပြောအကောင်းမပြောသည့်အတွက်ကြောင့်ဒုက္ခတွေထိုပြောမှုကိုအကြောင်းပြုပြီးတော့ဒုက္ခတွေဖြစ်ရတယ်ဟောလှုပ်တဲ့အခါမှာလည်းပဲထုတ်တူတယ်မကောင်းတာပဲလုပ်မိတယ်စိတ်ကလေးကလောဘဒေါသမောဟကြောင့်ပျက်စီးသွားပြီးထိုစိတ်ကလေးကိုခြေခံပြီးတော့လှုပ်တဲ့ပြအလုပ်မှလည်းအကောင်းမဖြစ်တော့ဘူးမကောင်းတဲ့အလုပ်လုပ်ပြီးလိုက်လို့ရှိရင်တို့မကောင်းတဲ့အလုပ်ကိုလုပ်ခြင်းကြောင့်ဒုက္ခတွေတော့မဖြစ်လာဘူးလားဖြစ်လာတယ်တဲ့နော်အဲ့ဒါကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတတော်ထိုပြုလို့ပြောဆိုခြင်းကြောင့်နံပါကလန်ထိုပုဂ္ဂိုလ်တို့ဒုက္ခဆင်းရဲဒုက္ခအကုသမြသည်ဒီဘဝမှာလည်းဆင်းရဲဒုက္ခဟောဒေါသကြောင့်သူလိန်ပြောမိတယ်ဆိုတာဒီလူကသူလိန်မယ်ဘေးကလူတွေအမိတ်ဆွေတကယ်ချင်းတွေကရှောင်ကြဟုတ်ကဲ့ဒီလူကတော့ဘယ်တော့မှမှန်တာမပြောဘူးဒီလူကဘောက်ဓာတွေပြောတယ်စသဖြင့်မိတ်ဆွေတကယ်ချင်းတွေကရှောင်ကြတယ်ဒီလူကအကောင်းမလုပ်ဘူးမကောင်းတာတွေလုပ်တယ်ဆိုမိတ်ဆွေတကယ်ချင်းတွေကရှောင်ကြပတ်ဝန်းကျင်ကလည်းသိတာဟောဒီဘဝတွေနဲ့ကဲ့ရဲ့ဖြစ်တင်ခြင်းဆိုတဲ့ဒုက္ခတွေမခံရဘူးလား
ကဲရဖြစ်တဲ့ဒုက္ခတွေအမျိုးမျိုးခံရပြီးတော့တယ်လုံးဘဝရောက်တဲ့အခါကျတော့လေအပင်ငယ်ကြတဲ့အခါမှာကြီးတဲ့ဒုက္ခတစ်ခါခံရပြန်ဒါကြောင့်ဘုလို့မြတ်စွာဘုရားကမကောင်းတာပြောမိပြီးမကောင်းတာလုပ်လို့ရှိရင်အဲ့ဒီမကောင်းတာပြောခြင်းပြုလုပ်ခြင်းကိုအခြေခံပြီးတော့ဒုက္ခတွေဒီပုဂ္ဂိုလ်ရဲ့နောက်မှာလိုက်နေတယ်ဘယ်လိုလိုက်တယ်လဲလို့ဆိုရင်စက္ကဝဝါတော်ဗလားဝါတော်လဲမှာကထားတဲ့နွားရဲ့ပဒံခြေရာတို့စက္ကံလဲပြီးကြီးပြီးအမေကြီးပြီးဝါချက်မကွာလိုက်ပါနေပြီးတကယ်လို့ဒီလဲမြင်မှုကြတယ်မဟုတ်လားနွားလဲမှာကထားလို့ရှိရင်နောက်ကဘိန်းကြီးကအခါပဲလိုက်နေတော့တာပဲနော်ချက်မကွာလဲဘိန်းကြီးလိုက်နေတယ်လို့ပဲတဲ့ဆင်းရဲဒုက္ခဟာနောက်ကနေလိုက်ပြီးတော့နေတယ်ဒုက္ခပေးပြီးတော့လိုက်နေတာအေးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားတကယ်ကိုရောမြတ်ကမိမိတို့စိတ်ကလေးကိုထိရမယ်ပဒုဋ္ဌမနနဲ့တစုံတစ်ခုကိုပြောမယ်ဆိုမယ်လုပ်တိုင်းမယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေရနိုင်မယ်ဘုန်းကြီးတို့မြတ်စွာဘုရားတကယ်ကိုရောမြတ်လက်ထက်တော်အခါကာလတော့ကယဟန်တော်တစ်ပါးဟာဝိတော်ကရှင်ပါဠလို့ခေါ်တယ်အဲ့ဒီယဟန်တော်တစ်ပါးဟာတတိမျိုးပါပဲအမတန်ချမ်းသာတဲ့သူမျိုးကဒီတရားနာရတဲ့အခါကျတော့သာသနာပေါင်းဝင်ရဟုတ်ကဲ့တန်းတာပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တော်တယ်သွားပြီးတော့အပေါ်ရန်နေအားထုတ်ဘယ်လောက်ထိအောင်အားထုတ်လဲဇွဲဘယ်လောက်ကောင်းတယ်လဲလို့ဆိုလို့ရှိရင်ထိုင်ခြင်းသွားခြင်းရက်ခြင်းဆိုတဲ့ဣရိယာပုသုံးပါးတယ်လှိုက်အောင်ခြင်းဆိုတဲ့ဣရိယာပုပယ်လိုက်သူ့တက်တာတရားအထုတ်နေတဲ့အချိန်ကတော့ဘယ်တော့မှကြောခင်းပြီးတော့မအိပ်ဘူးထိုင်ပြီးတော့တရားအထုတ်မယ်ဉာဏ်လျှောက်ပြီးတော့တရားအထုတ်ဆွဲကောင်းကောင်းနဲ့တရားအထုတ်လိုက်တာဘာဖြစ်လာလဲလို့ဆိုလို့ရှိရင်နှစ်လလောက်တရားအထုတ်လိုက်တဲ့အချိန်မှာမျက်စိယောဂရဘုန်းကြီးတို့မျိုးအောင်သားမျိုးအောင်သူတွေစဉ်းစားလိုက်ပဲတရားအထုတ်လို့မျက်စိယောဂရတယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးနော်တရားအထုတ်လိုက်တဲ့အခါမှာသူမျက်စိယောဂရတာအကြောင်းတရားကဘာလဲလို့ဆိုရင်မအိပ်မနေပဲနဲ့တရားအထုတ်လာသည့်အတွက်ကြောင့်အတိတ်ဘဝကချွလွန်ခဲ့တဲ့ပြစ်မှုဆင်းရဲဒုက္ခကိုပေးမှုရောက်ပါအဲ့ဒါနဲ့မျက်စိယောဂရပြီးတော့နောက်တော့မျက်စိကွယ်သွားတဲ့အဆင့်ရောက်ပါအဲ့ဒီယဟန်တော်ဟာမျက်စိနဲ့ကွယ်သွားရောကိလေသာအာသောတွေကုန်ပြီးတော့ယဟန်တာဖြစ်သွားမျက်စိနဲ့ကွယ်အလင်းမရတဲ့အချိန်မှာယဟန်တာကြီးဖြစ်သွားတယ်မျက်စိကွယ်သွားတာရဲ့ယဟန္တာဖြစ်တာရဲ့ကြိုင်နဲ့ဖြစ်သွားနော်အေးယဟန္တာဖြစ်တော့တရားတွေကောင်းရင်တည်းဘာဖြစ်လို့မျက်စိကွယ်ရလဲဆိုတော့အတိတ်ဘဝကဆင်းရဲဒုက္ခလိုက်နေပုံကိုရှိအခုသောဘဝမှာသူကဆေးဆရာတခုဖြစ်တယ်မျက်စိအထူးခုဆရာပေါ့မျက်စိအထူးခုဆရာကအမတန်ကောင်းလာတဲ့အစွမ်းထက်တဲ့မျက်စိနဲ့မျက်စိခုကိုသူဆေးပြောစုံနဲ့ကြီးပါတယ်တဲ့ပြီးတော့မျက်စိရောက်လာကိုရွာတရားရောက်တဲ့အခါကျတော့အမျိုးသမီးတယောက်ကမျက်စိမကောင်းမျက်စိမကောင်းတော့အဲ့ဒီအိမ်ရောက်တဲ့အခါကျတော့အဲ့ဒီယောဂအကြောင်းဆွေးနွေးပြီးတော့မျက်စိအထူးခုဆရာကဗာပြောတော့ဆိုလို့ချင်းဒီယောဂဒီမျက်စိကိုကျွန်တော်ရအောင်ခုပြင်မယ်ခုရင်ဆေးဘဝကဘယ်တော့ပေးမလဲတဲ့စကားပြောတယ်နော်အဲ့လိုစကားပြောတဲ့အခါကျတော့မျက်စိယောဂဖြစ်နေတဲ့အမျိုးသမီးကပါပြောတော့ဆိုဆရာရဲ့ပြောင်းအောင်သာခုပါကျမမျက်စိပြောင်းလို့ကတော့လူကိုယ်တိုင်ကြုံခံပါမယ်သူကလည်းစကားလုံးကြီးကြီးနဲ့ပြောလိုက်တာပေါ့နော်စကားလုံးအောင်ပြောတာလူကိုယ်တိုင်ကြုံခံပါမယ်မိုက်ခံတော့မပြောနဲ့မျက်စိသာပြောင်းအောင်ကိုလူကိုယ်တိုင်ကြုံခံမယ်ဆိုတော့ဆေးဆရာကလည်းအေးကောင်းပြီခင်ဗျားစကားကြီးစီဆိုပြီးတော့အမတန်အစွမ်းထက်တဲ့မျက်စိကိုခတ်လိုက်ခတ်လိုက်တဲ့ကတစ်ချိန်ခတ်ရုံနဲ့သူ့မျက်စိယောဂကဖြောက်အဲ့ဒါလို့ပျောက်သွားတဲ့အခါကျတော့ထိုအမျိုးသမီးကသူ့စကားနဲ့သူစကားတော်ကြုံဖြစ်ဆိုကြုံဖြစ်ရတော့မှကျတော့သူဖြောက်လာတော့ဆေးဆရာနောက်တစ်ခေါက်လာတဲ့အချိန်မျက်စိယောဂအခြေအနေလာပြီးတော့မေးတဲ့အချိန်ကိုဘာပြောတော့ဆိုဆရာမျက်စိခတ်လိုက်တဲ့အချိန်ကကျမမျက်စိပိုပြီးတော့ဆိုးသွားပါတယ်ဆိုပြီးတော့အမျိုးသမီးကလည်းလိန်တော့တာနော်ကြုံဖြစ်တော့ပါဘူးအဲ့လိုလိန်တဲ့အခါကျတော့ဆေးဆရာကလည်းသိတယ်ငါ့ကိုဆေးဘဝကမပေးနိုင်လို့လိန်တာပဲလို့ဆိုပြီးအမတန်မှအစွမ်းထက်လာတဲ့မျက်လုံးကိုကမ်းသွားစေတတ်တဲ့မျက်စိတစ်မျိုးကိုပေါ်ဆက်ပြီးထိုအမျိုးသမီးကိုမျက်စိကမ်းအောင်ဆေးခတ်ပေးခဲ့တယ်ကဲစဉ်းစားကြည့်ပိုက်ဆံမပေးခြင်းနေ
သူ့မျက်လုံးတော့ကကန်းအောင်လုပ်မယ်ဆိုတာပါတော့ဒေါသမဟုတ်လားဟုတ်ကဲ့လားမချေနှက်တာငါ့ကိုပတ်စံမပေးခြင်းလို့စေဘဝကမပေးခြင်းလို့ဒီလိုလိမ့်တာသူ့တော့ပြီးသေးမယ်ဆိုဒေါသဖြစ်တာဟုတ်လားအဲ့ဒီဒေါသဖြစ်ပြီးအလျောက်သူဘာလုပ်လိုက်လဲဆိုရင်မျက်စိကန်းစေတတ်တဲ့ဆေးကိုခတ်ပေးလိုက်တယ်တဲ့ခတ်ပေးလိုက်တဲ့အတွက်ကြောင့်ခေါင်းကပြောတဲ့ဘဒုထေနလောဘဒေါသမောဟတို့ကြောင့်ပျက်စီး၍နေသောမနတစိတ်ဖြင့်ပျက်စီးသွားတဲ့စိတ်နဲ့လောက်တာနော်စိတ်ဆိုးစိတ်မိုက်တဲ့စေဘတတိဝါကလေးပြောဆိုလိုက်မယ်စေတော်ဒီဝါအကယ်၍ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်တတော်ထို့သို့ပြုလုပ်ပြောဆိုမှုကြောင့်ဒုက္ခဆင်းရဲဒုက္ခတွေအမြင့်တိထက်ချက်မှကွာလိုက်ပါ၍နေလေတော့၏အဲ့ဒီတော့ကမျိုးသမီးတရားကိုမျက်စိကန်းအောင်လုပ်ခဲ့လို့ဘဝပေါင်းများစွာမျက်စိကန်းရဟန္တာဖြစ်တဲ့ဘဝထီအောင်ဟောဒီမျက်စိဝေဒနာဖြစ်ဘုန်းကြီးတို့တရားချက်ကလူတော်တွေပြိဿတို့လူချင်းတူပေမဲ့လို့လောကမှာမျက်စိယောဂါတွေဖြစ်ကြတယ်သူများတဲ့ပိုးပြီးတော့မျက်စိဒုက္ခရောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအတိတ်ဘဝတုန်းကအခုလိုဒေါသအခြေခံပြီးတော့ပြမခဲ့တဲ့အကုသိုလ်တွေရှိကောင်းရှိနိုင်တယ်နော်ဒါကြောင့်မလို့ကိုယ်စိတ်လေးကိုမထိုက်နဲ့ဘူးလားအကယ်၍များတော့ပိုက်ဆံမပေးခြင်းနဲ့နေပါစေသူ့မျက်စိတွေကောင်းသွားတယ်ဝမ်းသာတယ်ဆိုတဲ့မေတ္တာကလေးနဲ့ကြားဆိုရင်ဒီလိုဖြစ်ပါမလားမဖြစ်ဘူးပိုက်ဆံမပေးတာမချေနဲ့လို့ဒေါသဖြစ်ပြီးတော့ထို့အမျိုးသမီးကန်းအောင်လုပ်လိုက်တာအဲ့လိုကန်းအောင်လုပ်လိုက်တဲ့အခါကျတော့ထို့အမျိုးသမီးယောဂရှင်အမျိုးသမီးမျက်စိကန်းတာကတဘွားတယ်သိစရာမျက်စိကန်းတာကဘဝပေါင်းများစွာရဟန္တာဖြစ်ပြီးဘဝတော်မှာမျက်စိနဲ့တွေ့အလင်းမရတဲ့ဘဝဖြစ်သွားတယ်ဟုတ်ကဲ့ဒါကြောင့်မို့လို့ဒုက္ခဆိုတာအငြိတိထက်ချက်မကွာဆင်းလိုက်လှဲကထားတဲ့နွားကြီးရဲ့နောက်လှဲပဲကြီးဟာလိမ့်ပြီးတော့နောက်ကနေလိုက်နေတယ်လို့ထိုနွားကြီးဟာရက်လိုက်လှဲဘင်းကပေါင်ကိုကြိတ်မယ်ရှေ့တိုးလို့ရှိရင်ဟုတ်လားတဘိုးကပခုံးကိုကြိတ်တယ်နောက်ဆုတ်လိုက်လို့ရှိရင်လှဲဘင်းကနေပြီးတော့ပေါင်သားကိုကြိတ်ဟောဒုက္ခတွေနဲ့တွေ့ပြီးတော့ဒီလိုလိုက်အဲ့ဒါလိုလဲဘုန်းကြီးတို့ပြောတာမျိုးသမီးတွေလောဘတို့ဒေါသတို့မောဟတို့မိမိတို့တဏ္ဍာမှာမဖြစ်အောင်စိတ်ကိုထိန်းသိမ်းဆောင်ရှောက်ဒါဖြင့်လောဘဒေါသမောဟမဖြစ်အောင်ဆောင်းရှောက်နိုင်တာနိလန်၄တွေရှိတယ်အဲ့ဒီနိလန်၄တွေကိုမှတ်ထားဖို့တော့ဘုရားမြတ်စွာရဲ့တရားဒေသနာဆိုတာနာယုံနဲ့ကိစ္စမပြီးဘူးနော်ဆေးနဲ့အလားတန်တူတယ်ဆရာဝန်ကယောဂပြောက်ဖို့ဆေးပေးတယ်သို့တော့ခေါင်းအောက်ထားပလီလေးကိုခေါင်းရင်းပဲထောင်ထားတယ်ဆေးကြတော့မတောက်ဘူးဆိုရင်ထိုယောဂပြောက်လာမပြောက်တယ်လို့ပဲဘာလို့တရားနာတော့နာတယ်တရားပွဲတွေပဲဆရာတော်ပဲတရားဟောတယ်ဆိုတော့နာသို့တော့ကျင့်ရမယ့်နေရာကျတော့မကျင့်ဘူးနာပြီးတော့ပြီးတယ်ဆိုလို့ရှိရင်ခေါင်းရင်းမှာထောင်ထားတဲ့ဆေးဒီယောဂကိုမပြောက်စေနိုင်တယ်လို့နာယုံနာတဲ့တရားတွေဒီယောဂကိုသံဃာမှာကိလေသာတွေဆိုယောဂကိုပြောက်စေမှာမဟုတ်ဘူးတဲ့နော်ဒါကြောင့်မြတ်စွာဘုရားကပရိယပฏิပတ်ပရိယဆိုတာသင်ရမယ်အခုတရားနာတာသင်နေတာလို့ခေါ်တယ်ပฏิပတ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာရမယ်အဲ့တော့ကောင်းပြီမိမိတဏ္ဍာမှာလောဘဒေါသမောဟဆိုတဲ့စိတ်တွေထဲမှာဒါတွေမဖြစ်အောင်ဘာနဲ့တားရမလဲဆိုမြတ်စွာဘုရားကနိလန်၄ပဲပေးထားတာရှိတယ်နံပါတ်၁ကဘာလဲလို့ဆိုလို့ရှိရင်နိယာမိတာတဲ့စိတ်ရဲ့ဆုံးဖြတ်ချက်တစ်ခုထားရမယ်စိတ်ကဆုံးဖြတ်ထားရမယ်ဘယ်လိုဆုံးဖြတ်ရမလဲဒီကနေ့ငါအာယုံမြင်ငါလောဘမဖြစ်စေရဘူးမကြိုက်တဲ့အာယုံတွေမြင်ရရင်လည်းဒီကနေ့ကဒေါသမဖြစ်စေရဘူးဒိဋ္ဌာရမယ်ဒါကိုမိမိစိတ်ထဲမှာဆုံးဖြတ်ချက်ချရမယ်လို့ဆိုတယ်အဲ့ဒါကိုဆုံးဖြတ်ချက်ချပြီးတော့လောဘဒေါသမောဟမဖြစ်အောင်တားပါတဲ့ဆုံးဖြတ်ပြီးတော့လုပ်လို့ရှိရင်လည်းဒါမဖြစ်ဘူးဟုတ်ကဲ့နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ပရိနာမိတစိတ်ကိုညွတ်ထားတယ်ဘယ်လိုညွတ်အောင်မလဲဘာအာယုံပဲမြင်လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ကိုယ့်ကိုယ်အမြဲတမ်းကောင်းတာတွေဒီဖြစ်စေရမယ်လို့စိတ်ကိုအမြဲညွတ်ထားပါအလောဘအရောဓအမောဟဆိုတဲ့ကုသိုလ်တရားတွေကြီးတာဖြစ်စေရမယ်လို့စိတ်ကိုညွတ်ထားပါစ
စိတ်သုံးချက်ချတာကတခုစိတ်ကိုခိုင်းညွတ်ထားတာကတခုနောက်တစ်ခုကအလေးချက်လုပ်ပါလောဘဖြစ်ရင်ဖြစ်လာတာနဲ့ဒီတိုင်းနဲ့ပဲဒေါသဖြစ်ရင်ဖြစ်လာတာနဲ့ဒီတိုင်းနဲ့လက်မခံနဲ့လောဘဒေါသမောဟတွေမိမိတန်တာမှာအလေးအကျင့်ကြီးဖြည့်ပြီးတော့ခဏခဏအဖြစ်မခံရဘူးဖြစ်လာတာနဲ့ဒီတိုင်းနဲ့ကြိုးစားပြီးတော့ပယ်ရအဲ့ဒါကိုလို့ကြိုးစားပယ်ရှားပြီးတော့ကိုယ်တဏ္ဍာမှာကုသိုလ်စိတ်တွေဖြစ်နေအောင်နှလုံးသွင်းပါတဲ့အမြဲတမ်းလူမြင်လိုက်တာနဲ့ဒီတိုင်းနဲ့ချမ်းသာပါစေချမ်းသာပါစေအလေးကျင့်တစ်ခုလုံးပါဒေါသမဝင်နိုင်တော့ဘူးအဲ့ကျတော့နော်အာယုန်တစ်ခုမြင်လိုက်တာနဲ့ဒီတိုင်းနဲ့အိုးပဲအာယုန်မြောက်မမြဲပါလားဒီနေ့ကြလို့ရှိရင်ပျက်စီးယူရင်းပါလားဆိုရင်ဒီအသိလေးနဲ့တာအဲ့ဒါကိုလို့တားသွားမယ်ဆိုလို့ရှိရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအဲ့တော့နံပါတ်1ကကိုယ်စိတ်ကိုဆုံးဖြတ်ပါတဲ့ဆုံးဖြတ်ချက်နဲ့တားပါနံပါတ်2ကစိတ်ကိုကောင်းတဲ့အာယုံဘက်ကိုသာညွတ်ပြီးတော့တားပါတဲ့မြေရမရအာယုံပြုပဲတရားအာယုံပြုပဲတန်ခါအာယုံပြုပဲကောင်းတဲ့အာယုံတွေနဲ့တားပါနံပါတ်3ကအလေးအကျင့်တစ်ခုလုပ်ထားပါတဲ့လောဘဒေါသမောဟအကုသိုလ်တွေမဖြစ်အောင်လေးကျင့်လုပ်နံပါတ်4ကျတော့အမြဲတမ်းနှလုံးသွင်းနေပါလို့ဆိုကောင်းတဲ့စိတ်တွေမိမိတဏ္ဍာမှာဖြစ်နေတာကိုထိုစိတ်တွေနဲ့ပဲအမြဲတမ်းကောင်းအောင်နှလုံးသွင်းနေပါအဲ့ဒီ4ချက်ရှိလို့ရှိရင်တော့မိမိတို့ရဲ့တဏ္ဍာမှာကုသိုလ်စိတ်ပဲဖြစ်မယ်အကုသိုလ်စိတ်မဖြစ်နိုင်ဘူးတဲ့နော်ကဲကောင်းပြီပဋုဋ္ဌစိတ်တွေဖြစ်လို့ဆင်းရဲဒုက္ခရောက်တယ်တပည့်တော်တို့ပဋုဋ္ဌစိတ်မဖြစ်ဘဲနဲ့အာလောဘအာဒေါသအမောဟတတ္တာစတဲ့ကောင်းတဲ့စိတ်တွေနဲ့ကြည်လင်တဲ့စိတ်ဖြစ်လို့ရှိရင်ရောဘာဖြစ်တယ်လဲမြတ်စွာဘုရားကမနောပဝေနဝဓမ္မမနောတေထာမနောမယမနတာစေပဒနိနပါဒတိဝါကရောတိဝါတတောနံဒုက္ခမနွေတိသာယဝအနပါယိတိဓမ္မခံစားမှုစားတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာမနောပဝေဝစိတ်ကသာလည်းရှေ့သွားဥဆောင်၍နေပါပေတော့၏မနောတေထာစိတ်လည်းအကြည်မှုဖြစ်၍တည်ကြပါပေကုန်တော့၏မနောမယစိတ်တိဟူသောတရားကပြုခံ၍နေကြပါပေကုန်တော့၏အရာရာမှာစိတ်ကရှေ့သွားပြီးစိတ်ကဥဆောင်ပြီးတော့နေတယ်အတန်နေနာအလောဘအာဒေါသအမောဟဆိုတဲ့ကုသိုလ်စိတ်တရားစိတ်တွေကြောင့်ကြည်လင်၍နေတော့နောက်ကမှစိတ်မကြည်ဘူးဆိုတာဘယ်သူပဲဖြစ်ဖြစ်ငါစိတ်မကြည်ဘူးနော်ဆိုရင်အကုသိုလ်တွေဖြစ်နေတာလို့ပြောလို့မှတ်စိတ်ကြည်နေတဲ့ကုသိုလ်တွေဖြစ်အတန်နေနာတတ္တစားတဲ့ကုသိုလ်တရားတွေကြောင့်စိတ်ကြည်၍နေတော့မနာတာစိတ်ဖြင့်စေပါသတိဝါကလေးပြောဆိုမှုကြီးပြောဆို냐စိတ်ကလေးကြည်နေပြီကောင်းတဲ့စိတ်တွေဝင်နေပြီဆိုလို့ရှိရင်ပြောလိုက်တာလည်းအကောင်းပြောတယ်နော်စေကရောဒီဝါကလေးမူလီပြုလို့냐လောက်တာဆိုရင်လည်းကောင်းတာတွေပဲလောက်တယ်အခုတရားဝဲလာတာစိတ်ကြည်လို့လာတာလားစိတ်မကြည်လို့လာတာလားစိတ်ကြည်ကြည်တဏှာကြည်လို့တော့စေတသာစိတ်မနတာစိတ်ဖြင့်စေဝဂတိဝါကေမူလီပြောဆို냐စေကရောဒီဝါကေမူလီပြုလို့냐တော်ထိုကဲ့သို့ပြောဆိုပြုလို့ခြင်းကြောင့်နတ်ပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခံချမ်းသာဒုက္ခအမှုလည်းများသည်စိတ်ကြည်နေတဲ့ပုဂ္ဂိုလ်ကဘာပြောပြောအပြစ်ကင်းတာပြောတယ်ဘာလို့လို့အပြစ်ကင်းတာတွေလုပ်ဟောအပြစ်ကင်းတာလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဒုက္ခရောက်ပါလားမရောက်ဘူးတဲ့အပြစ်ကင်းတာလုပ်နေသည့်အတွက်ကြောင့်တော်ထိုကောင်းတာတွေကိုပြောပြီးတကားလားကောင်းတာတွေကိုလုပ်ခြင်းကြောင့်နံပုဂ္ဂလံထိုပုဂ္ဂိုလ်တို့ဒုက္ခံချမ်းသာဒုက္ခဟုလည်းများသည်ဒီဘဝမှာလည်းတော်လိုက်တာစိတ်ကောင်းနှလုံးကောင်းရှိပါပေတယ်နဲ့ချီးမွမ်းခံရနော်ဒီဘဝမှာလည်းလူတကာကချီးမွမ်းလူတကာကချီးညိုနောက်ဘဝရောက်တဲ့အခါမှာလည်းချမ်းသာဒုက္ခရတဲ့ဒုက္ခရှိတဲ့ဘုံဌာနတွေမှာရောက်ရတယ်တဲ့ဒုက္ခနဲ့ဒီဓမ္မပြေစတဲ့နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာဖြစ်အောင်ချမ်းသာဒုက္ခရဒုက္ခချမ်းသာဒုက္ခဒီအငွေတိထက်ချမကွာလိုက်ပါရဲ့နေလေတော့ဤယထာကေဘေတို့ဤဟူကသာယဝအနပါယိနိသာယမိမိရဲ့ကိုယ်ကထွက်ပေါ်လာတဲ့အရေးဟာအနပါယိနိဝဘေခာမမိမိကိုဖေးခွာ၍စွန့်ပယ်၍မထားလေတကယ်ဒုက္ခချမ်းသာဒုက္ခဟူသည်များသည့်အငွေတိထက်ချမကွာလိုက်ပါရဲ့နေလေတော့ဤဣတိတောကဝရှိဘုန်းတော်လည်းဖြင့်ရှင်တော်မြတ်ဖရာသည်ဟောစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း
ဒါကြောင့်မို့လို့အရာရာကစိတ်ကဥဆောင်ကြည်လင်တဲ့စိတ်ကလေးနဲ့ဘာလို့လို့ကောင်းတာတွေဖြစ်တယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကမျိုးကောင်းသားလေးတယောက်သူကအမတန်ချမ်းသာတဲ့တစ်ထေသားပဲသို့တော့သူ့အဖေကကတ်သိနေသိပြီးတော့နှမျောတယ်လို့ရင်ဘယ်သူမှမပေးဘူးဒါကြောင့်မို့သူ့ကိုဘယ်သူမှမပေးတဲ့အတွက်ကြောင့်အတ္တိယပုပ္ပကလို့နာမည်တက်ထားကြတယ်ဘယ်သူကမှဘာမှပေးလို့မရှိတဲ့ပုဂ္ဂိုလ်နော်နှမျောလိုက်တာတော့ဘယ်တော့ဒီနှမျောတော့တနေ့ကျတော့သူ့သားလေးအားလေးနဲ့တယောက်ပဲရှိတယ်အဲ့ဒီသားကလေးကိုတော့တတဆင်ပေးခြင်းပါရဲ့ဆင်ပေးပြီမဲ့လို့ပရိဆရာကိုအပ်ပြီးတော့လှပ်ပါတဲ့လက်ဝတ်တန်းစာလေးလုပ်ရင်သက်ဆိုင်ကုန်ပါဆိုလို့သူ့ဘာသူတတ်တဲ့ပညာလေးနဲ့လုပ်ပြီးနှတောင်းကိုလည်းဆင်းလုံးကျော်ရွှေလုံးကြီးလုပ်ပြီးနှတောင်းပန်ပေးထားတယ်ဒါကြောင့်မလို့အဲ့ဒီကလေးလေးကိုဆင်းလုံးကျော်နှတောင်းကြီးဟုတ်လားသူများလို့လှလှပပပုံတန်တာမဟုတ်ဘူးရွှေချောင်းကိုလိပ်ပြီးတော့ထားတယ်ဆင်းလုံးကျော်နှတောင်းပန်ထားလို့မထကုံတတိလို့ဒီလိုခေါ်တယ်အဲ့ဒီဘယ်တော့နှမျောတဲ့တစ်ချိန်ဟာဒီနေ့ကျတော့တူရီတော်သားလေး16နှစ်အရွယ်ရောက်တဲ့အခါယောဂဖြစ်အခုခေတ်ဆိုလို့ရှိရင်ဘာယောဂလဲဆိုသူက jaundice လို့ခေါ်တဲ့ပါတယ်ဒီအတဝါအသေးရောင်ယောဂမျိုးဖြစ်တယ်နော်အတဝါယောဂဖြစ်တယ်အတဝါအသေးရောင်ယောဂဖြစ်တာကိုဆရာဝန်တွေဆေးသမားတွေခေါ်ပြီးတော့ဆေးခွင့်ပိုက်ဆံကုန်မှာနှမျောဒီပဲကြောင့်ဒီယောဂဘာနဲ့ပြောက်တော့ဆေးဆရာတွေကောင်းပြီးတော့ဆေးဆရာတွေကလည်းကောင်းအောင်ပြောကြတာပေါ့ဆေးပြီးတို့တွေပေးဆေးပြီးတို့တွေပေးတော့အဲ့ဒါလေးနဲ့တက်ယောဂကတဖြည်းဖြည်းပြင်းထန်လာခုလိုမရတဲ့အခြေအနေရောက်အဲ့ကြတော့မှဆေးဆရာပဲပြီးတော့ဆေးဆရာတွေကဘယ်သူမှမလက်ခံတော့ဘယ်သူကမှတောင်းရင်မခုတော့နောက်ဆုံးမှဒီကလေးလေးဟာရေတိမ်နစ်ပြီးတော့တရားမဲ့အခြေအနေမျိုးရောက်ပါတယ်နော်အဲ့လိုတရားမဲ့အခြေအနေရောက်တော့လေဒီလူကြီးကဘလောက်နှမျောတယ်လဲလို့ဆိုလို့ရှိရင်သူကတထေးဆိုတော့လူတွေကတော့တထေးအိမ်ဆိုတော့လာခြင်းညမှာပေါ့လေဒီကလေးလေးနေမကောင်းတာလာမေးတဲ့အခါကျတော့သူ့ပစ္စည်းတွေလူမြင်မှဆိုလို့လေဒီကလေးအိတ်အပြင်ထောက်တာအဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီကလေးရဲ့အခြေအနေကိုမဟာကရုဏာဘကထားတဲ့အခါမြင်တော့မြတ်စွာဘုရားကနာနေမောတာအလင်းရောက်လို့သံဃာတော်တွေခြံရံပြီးတော့ထိုအိမ်ရှိရလမ်းမဘက်ကိုဆောင်းကန်ကြတော့ဒီကလေးလေးဟာယောဂဝေဒနာတွေကနှိမ့်ဆက်ကြတော့မိန်မောပြီးတော့အိမ်ဘက်လှည့်ပြီးစောင်းရလေးအိတ်မြတ်စွာဘုရားကတရားဘက်ကိုမချိတော့ရောင်ကြည်တော်လွတ်လိုက်တော့အလေးရောင်ဝိုးကနေဝင်းကနေသူ့မျက်စိထဲမှာမြင်လိုက်တော့လှည့်ပြီးတော့ချိတဲ့အခါဘုရားနဲ့သံဃာတွေကိုသူဖူးတွေ့လိုက်ရတယ်ဖူးတွေ့လိုက်ရတာနဲ့လက်အုပ်ကလေးပဲချိနိုင်တယ်သူဘာမှမလုပ်နိုင်တော့နော်ချီနူးတဲ့စိတ်ကလေးနဲ့ဘုရားမှုကြီးတဲ့သံဃာတော်တွေကြွလာတယ်လူချင်းလိုက်တာဒါပေမဲ့ငါမထနိုင်တော့ဘူးဆိုပြီးတော့လက်အုပ်ကလေးနှစ်ဖက်ရှက်လိုက်ရင်းကနေမျက်လုံးလေးပိတ်ပြီးတော့သုတိစိတ်ကြပါတယ်ဒီကလေးအဲ့လိုတည်သွားတဲ့အခါဘာသွားဖြစ်တော့ဆိုတာဝရိန္ဒနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ကြီးညိုစိတ်ကလေးဘယ်တော့တန်မိုးရှိတယ်မိနစ်ပိုင်းစက္ကန့်ပိုင်းကလေးမှာဖြစ်တဲ့ကြီးညိုစိတ်နော်အဲ့ဒါကိုပြောတာပတ္တနာစိတ်တာကြီးညိုတဲ့စိတ်ပတ္တနေနာတန္တာတို့အာလောဘတို့အမောဟတို့အာရုဒ္ဓအလောဘအမောဟဆိုတဲ့ကုသိုလ်တရားတွေနဲ့ကြည်လင်နေတော့မနတာစိတ်ချင်းစေဘာတတိဝါအကယ်၍ပြောဆိုမူလီပြောဆိုညစေတော်ဒီဝါအကယ်၍မူလီပြုလို့ညစိတ်ကလေးကကြည်နူးနေတဲ့အခါမြတ်စွာဘုရားကိုလက်အုပ်ချီလိုက်တယ်အကယ်၍စိတ်မကြည်နူးဘူးဆိုလက်အုပ်ချီပါမလို့မကြည်ဘူးဆဲတော်ဆဲခြင်းဆဲလိုက်တယ်ဟုတ်ကဲ့မကြည်နူးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဘုရားတော်ခဲနဲ့ပေါက်တာရှိတယ်ပေါ့လားစိတ်ကလေးကြည်နူးနေသည့်အတွက်ကြောင့်လက်အုပ်ကလေးရှက်လိုက်တယ်ရှက်လိုက်တဲ့အချိန်လေးမှာမျက်လုံးလေးနှလုံးပိတ်ပြီးတော့သုတိစိတ်ကြပါတတော်ထိုရဲ့လို့လည်းဥကလေးခြီလိုက်ရတဲ့ကုသိုလ်ရဲ့ဆွမ်းအားကြောင့်နံပုဂ္ဂလံထုမထကုံတလီဆိုတဲ့အမျိုးကောင်းသားရဲ့နောက်မှုဒုက္ခနတ်စိသိဆိုတဲ့ချမ်းသာဒုက္ခတွေအနွေတိလိုက်ပါ၍သွားလေတော့၏စိတ်ကလေးရဲ့လောက်တန်မိုးရှိတယ်နော်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေမဒုဋ္ဌစိတ်ဆိုတဲ့စိတ်မိမိတို့တဏ္ဍာမှာမဖြစ်အောင်ဒါပတ္တနာစိတ်ဆိုတဲ့ကုသိုလ်စိတ်တွေမိမိတို့တဏ္ဍာမှာဖြစ်နေအောင်ထိမ့်သိမ့်ပါတဲ့
အဲ့ဒီလိုမှမထိမ့်သိမ့်နိုင်ဘူးဆိုရင်ဗဒုဋ္ဌစိတ်တွေဖြစ်ပြီးဗဒုဋ္ဌစိတ်နဲ့သိမယ်ဆိုရင်အပေငယ်ရသေးချာနော်ဒီတိုင်းကြောင့်မလို့ပတဏ္ဍာစိတ်မိမိရဲ့တဏ္ဍာမှာဖြစ်နေအောင်စိတ်ကနေပြီးတော့လောကကြီးကိုဆောင်းနေတာဖြစ်သောကြောင့်မိမိတို့ရဲ့စိတ်ကလေးကိုအစဉ်သာဝရကြည်လင်ကြီးတကားလာနေအောင်လုပ်ကြရလိမ့်မယ်ရေစိတ်တံတန်ရတဲ့တန်တိမောက္ခန္တိမာရဗန္ဒနာရေခြင်းပုဂ္ဂိုလ်တို့သည်စိတ်တံမိမိရဲ့စိတ်ကိုနိုင်မယ်တန်တိလောဘဒေါသမောဟတွေနဲ့ကျွဲ၍မသွားရနိုင်အောင်ထိမ့်သိမ်းဆောင်တည်နိုင်ကြပေတော်လည်းဒီထိုမိမိတို့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်တို့သည်မာသဗန္ဒနာကိလေသာတိဟုသောမမီရဲ့အနောက်ဘက်တို့ဆိုတဲ့သံဃာဝဆင်းရဲမှမောက္ခန္တိဘုရားပိုင်ပိုင်လွတ်မြောက်နိုင်ကြပေကုန်လေကြီးဟူ၍ဘဂဝါရှိခိုးတော်တဲ့ခင်ရှင်တော်မြတ်မယားသည်သောစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေသတည်း